ကံကိုဖယ်ရှားကံတရားအကြောင်းတရားဒေသနာတော်ဘုရားဘာသာဝင်သူတော်စင်တွေကံတရားအကြောင်းကိုထည့်ပြီးတော့ပြောနေလိမ့်ရှိကြတယ်ပေါ့ကံနဲ့ပတ်သက်ပြီးပြောလာလို့ရှိရင်ဘာပဲဖြစ်ဖြစ်ကံတရားအတိုင်းပဲနဲ့ကံကိုလက်မြောက်အရှုံးပေးပြီးတော့ပြောကြတဲ့စကားတွေလည်းရှိတာပဲသူတိုက်နဲ့သူကံစီမံရခံရလိမ့်မယ်ဆိုတဲ့ကံရဲ့သဘောတဘာဝကိုဥတည်ပြီးပြောကြတာတွေရှိတယ်အရာရာကံကဆုံးဖြတ်တယ်ကံတရားအတိုင်းပဲလို့ဒီလိုပြောနေကြတော့ကံဆိုတာဘာကိုပြောတာလဲလို့ကံဆိုတဲ့စကားလုံးဟာဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ထဲကကမ္မဆိုတဲ့စကားလုံးကိုယူပြီးတော့မြန်မာလူဘာသာမပြန်တော့ပဲနဲ့ကမ္မကိုကံလို့ပဲဒီလိုဆိုလိုက်ကြတာပေါ့ရသောဖြင့်ကံအကြောင်းကိုပြောပြီးရည်ညွှန်းပြောကြပြီဆိုလို့ရှိရင်အတိတ်ကံကိုပဲရည်ညွှန်းပြီးတော့ပြောလို့ရှိကြတယ်ငါကံကောင်းလို့တော်သေးတယ်ကံမကောင်းဘူးကံမကောင်းအကြောင်းမလားနဲ့ဒုက္ခရောက်ကြရတယ်ဒီကနေ့ကံကောင်းတယ်ဒီကနေ့ကံမကောင်းဘူးစသဖြင့်ကံအကြောင်းကိုပြောတဲ့အခါမှာအတိတ်ကံကိုရည်ညွှန်းပြီးတော့ပြောနေကြတယ်ကံဆိုတဲ့စကားလုံးဟာကမ္မလို့ပါဠိစကားကလာတာဖြစ်သောကြောင့်ပြုလုပ်ခြင်းလို့သို့မဟုတ်ပြုလုပ်အပ်တဲ့အမှုတိုက်ရိုက်အဓိပ္ပာယ်ကဒီလိုရတော့လည်းပဲဘုရားမြတ်စွာဘုရားဟာအကျိုးတရားနဲ့ပတ်သက်လာလို့ရှိရင်အကြောင်းပေါ်မှာပဲရည်ညွှန်းပြောဆိုလေးရှိတယ်ကာမဆိုတဲ့စကားလုံးသည်ပြုလုပ်မှုဆိုတဲ့အကျိုးတရားကိုရည်ညွှန်းထားတော့လည်းပဲဘုရားမြတ်စွာသာသနာတော်မှာကိုယ်ဖြင့်ပြုလုပ်မှုနှုတ်ဖြင့်ပြုလုပ်မှုစိတ်ဖြင့်ပြုလုပ်မှုဆိုတဲ့ဒီတာမန်ပြုလုပ်မှုအကျိုးတရားကိုရည်ညွှန်းပြီးတော့ကံလို့မပြောဘဲနဲ့ထိုပြုလုပ်မှုတွေကိုဖြစ်ပေါ်စေတတ်တဲ့စေတနာဆိုတဲ့အကြောင်းတရားထိအောင်ဘုရားမြတ်စွာရဲ့ဒေသနာတော်မှာညွှန်ကြားထားတယ်ဒါကြောင့်မို့လို့နိဗ္ဗေရိကသုတ်တံမှာဆိုလို့ရှိရင်အလုံးဘုရားဘာသာဝင်သူတော်စင်တွေသိကြတယ်စေရနာဟံဘိက္ခဝေကမ္မဝရာမိဆိုတဲ့စကားလုံးဘုရားဘာသာလောကမှာအပြောများတဲ့စကားလုံးလေးတစ်ခုကံဆိုတာစေရနာကိုခေါ်တယ်စေရနာဟံဘိက္ခဝေကမ္မဝရာမိจิตตယဟန်တို့စေရနာဆိုတဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့တွန်းအားစုစည်းပေးတဲ့အားစေရနာတရားကိုကမ္မဝရာမိကံလို့ငါပြောတယ်လို့ဒီလိုသုံးသပ်ပြီးတော့ပြောဆိုကြတယ်ကံဆိုတာစေရနာဘာဖြစ်လို့ကမ္မဆိုတဲ့စကားလုံးကပြုလုပ်မှုတင်မရပ်ဖက်နဲ့စေရနာထိအောင်သွားတော့ဆိုရင်စေတရိတ်တဝါကမ္မံကရောတိကာယေနဝါစာယမနတာတဲ့စေရနာနဲ့လှုံ့ဆော်ပြီးတဲ့အခါကျတော့မှကိုယ်ဖြင့်ပြုတဲ့အမှုနှုတ်ဖြင့်ပြောဆိုတဲ့အမှုစိတ်ဖြင့်ကြံစီတဲ့အမှုဆိုတာမျိုးကပေါ်လာတယ်ဒါကြောင့်မို့လို့ကမ္မလို့ခေါ်တဲ့အမှုဟာပြုလုပ်မှုဟာစေရနာရဲ့ဆွမ်းဆောင်ချက်စေရနာရဲ့အကျိုးဆက်များတာဖြစ်သောကြောင့်ကမ္မဆိုတဲ့စကားလုံးအရအကျိုးတရားကိုရည်ညွှန်းတော်လည်းပဲဘုရားမြတ်စွာကထိုအကျိုးတရားကိုဖြစ်ပေါ်စေတတ်တဲ့အကြောင်းစေတနာကိုကမ္မလို့ဒီလိုခေါ်တာပါ24ပစ္စည်းမှာကမ္မပစ္စယောဆိုတာအလုံးဘုရားဘာသာဝင်တွေသိကြကံလို့ဆိုရတဲ့အကြောင်းတရားတစ်ခုအဲ့ဒီကမ္မပစ္စယောဆိုတာဘာကိုရည်ညွှန်းတာတုံးဆိုတော့အဲ့ဒီမှာလည်းပဲစေရနာကိုရည်ညွှန်းတယ်စေရနာဆိုတဲ့စကားလုံးလေးကိုဘုန်းကြီးတို့မြန်မာနိုင်ငံမှာလူအများကစေရနာကိုအကောင်းဘက်ဖက်အသုံးနေရှိကြတယ်သို့သော်ဘုရားရဲ့အဘိဓမ္မာမှာစေရနာဆိုတာတွန်းအားတစ်ခုကိုပြောတာစိတ်ဆော်မှုတစ်ခုကိုပြောတာ
စိတ်ဆောင်မှုတစ်ခုတွန်းအားတစ်ခုဟာအကောင်းလည်းရှိတယ်ဆိုလည်းရှိတယ်အရာထဲမှာပြောတယ်ငါကစေရနာနဲ့ပြောတာစေရနာနဲ့ပြောတာဆိုအကောင်းပဲထင်နေကြစေရနာလို့ဆိုရင်အကောင်းပဲလို့အောင်မေ့မဟုတ်ဘူးစေရနာကအကောင်းအဆိုးနှမျိုးရှိတယ်တဲ့မကောင်းတဲ့စေရနာလည်းရှိတယ်ကောင်းတဲ့စေရနာလည်းရှိတယ်အလုပ်တစ်ခုဖြစ်ပေါ်လာအောင်ဟောဒီစေရနာကနေတွန်းအားပေးလိုက်တာအဲ့ဒီတွန်းအားပေးလိုက်တဲ့စေရနာလေးကောင်းတာနဲ့ရှင်တွဲပြီးတော့ဖြစ်တဲ့အခါကျတော့ကုသိုလ်စေရနာလို့ခေါ်တယ်မကောင်းတဲ့အမှုနဲ့ရှင်တွဲလာတဲ့အခါကျတော့အကုသိုလ်စေရနာစေရနာအကောင်းလည်းရှိတယ်ဆိုးလည်းရှိတယ်အဘိဓမ္မာသဘောအရမှာပြောမယ်ဆိုရင်စိတ်အားလုံးမှာစေရနာဆိုတာပါဝင်နေတယ်ပေါ့လူရဲ့တဏ္ဍာမှာဖြစ်နေတဲ့စိတ်ဖြစ်တိုင်းဖြစ်တိုင်းစေရနာဟာပါဝင်တယ်။ဘာဖြစ်လို့တော့စေရနာဆိုတာသဗ္ဗစိတ်တသာဒရဏစိတ်အားလုံးနဲ့ဆက်ဆံတယ် universal mental state လို့ခေါ်တယ်။စိတ်အားလုံးမှာဟောဒီစေရနာလေးကပါနေတယ်။စေရနာမပါလို့ရှိရင်ဆံရလုပ်ငန်းတွေကဖြစ်မှာမဟုတ်ဘူး။ဒါကြောင့်မို့စေရနာဆိုတဲ့တွန်းအားလေးသည်အာယုံသိဖို့စိတ်ကိုလည်းပဲတွန်းအားပေးတယ်အာယုံနဲ့ထိတွေ့ဖို့ဖတ်တာကိုလည်းတွန်းအားပေးတယ်အာယုံရတာကိုခံစားဖို့ဝေဒနာကိုလည်းတွန်းအားပေးတယ်အာယုံကိုမှတ်သားဖို့တင်ညာဆိုတဲ့သဘောတရားကိုလည်းတွန်းအားပေးတယ်ဟောစေရနာလေးကအဲ့ဒါလို့တွန်းအားပေးတာအာယုံတစ်ခုထဲမှာငြိမ်သက်သွားအောင်လို့ဆိုပြီးတော့ဧကကတာဆိုတဲ့စိတ်တည်ငြိမ်မှုကိုလည်းပဲတွန်းအားပေးတယ်အဲ့တော့စေရနာဆိုတဲ့သဘာဝတရားဟာစိတ်နဲ့ရှင်တွဲလာတဲ့အရာခတ်သိမ်းကိုတွန်းအားပေးတော့စိတ်ဖြစ်တိုင်းစေရနာဖြစ်တယ်လို့ဒီလိုမှတ်စိတ်ဖြစ်တိုင်းစေရနာဖြစ်တယ်ထိုစေရနာမှန်သမျှကိုပဋ္ဌာန်းပစ္စည်းမှာကြတော့ကာမပစ္စယောလို့ခေါ်တာကြီးပဲအကုန်လုံးအဲ့တော့ကာမပစ္စယောမှာဟောထားတဲ့ကံအလုံးဟာဒီကနေ့လူတွေပြောနေတဲ့ကံတရားအတိုင်းပဲဆိုတာကိုရည်ညွှန်းတာလားဆိုတော့မဟုတ်ဘူးနော်လူတွေပြောနေကြတဲ့ကံတရားအတိုင်းပဲဟေးဒီနေ့ကံကောင်းလိုက်တာဒီနေ့ကံမကောင်းဘူးနဲ့ပြောကြတယ်အဲ့ဒါကဘာကိုရည်ညွှန်းပြောတာတော့ဆိုကုသိုလ်အကုသိုလ်နဲ့ရှင်တွဲလာတဲ့စေရနာကိုပဲပြောတယ်ကြံတဲ့စေရနာတွေမပါဘူးတဲ့ကာမပစ္စယောမှာမြတ်စွာဘုရားကသဟဇာတစေရနာအတူတူဖြစ်ပေါ်လာတဲ့စေရနာမျိုးဆိုစိတ်ရှိတိုင်းစေရနာဆိုတာပါတယ်စိတ်အားလုံးနဲ့ရှင်တဲ့စေရနာကိုသဟဇာတစေရနာအဲ့ဒါလဲကာမပစ္စယောပဲနောက်တစ်ခုကနာနဲ့ခဏိကစေရနာလို့ခေါ်တယ်ဖြစ်တဲ့ခဏမှာအကျိုးကိုမထုတ်လုပ်ဘူးမိမိဖြစ်ပြီးသွားတဲ့နောက်မှာအကျိုးကိုထုတ်လုပ်လို့နာခဏိကdifferent moment နာဆိုတာမတူညီသောခဏအချိန်ပိုင်းကလေးမှာဣကဆိုတာဖြစ်စီမတူညီတဲ့အချိန်ပိုင်းကလေးမှာအကျိုးကိုထုတ်လုပ်တဲ့စေရနာကုသိုလ်အကုသိုလ်မှာရှင်တဲ့စေရနာဒီကနေ့လူတွေပြောနေကြတဲ့ကံတရားအတိုင်းပဲဆိုတာအဲ့ဒီနာနဲ့ခဏိကစေရနာကိုရည်ညွှန်းပြီးတော့ပြောတယ်လို့ဒီလိုမှတ်ဒါစေရနာဟံဘိက္ခဝေကမ္မဝရစေရနာမှန်သမျှကံပဲသို့တော့ကံတရားတိုင်းပဲလို့ပြောတယ်ဆိုတော့ကံကြတော့ကုသိုလ်အကုသိုလ်နဲ့ရှင်းလာတဲ့စေရနာကိုသာပြောတယ်တဲ့ကြံတဲ့အကျိုးစိတ်တွေတို့ကိရိယာစိတ်တွေတို့နဲ့ရှင်တဲ့စေရနာကိုမပြောဘူးအဲ့ဒါကိုရည်ညွှန်းတာမဟုတ်ဘူးလို့ဒီလိုမှတ်ရကဲကောင်းပြီစေရနာဘိက္ခဝေကမ္မဝရာမိလို့ဆိုတော့စေရနာတစ်ခုတည်းကိုသာမြတ်စွာဘုရားကကံလို့ဟောတာလားလို့ဆိုတော့မဟုတ်ဘူးတဲ့အဲ့ဒါလည်းတရားချစ်ခင်သူတော်စင်ပြိဿတ်တို့တတိထားဖို့ပေါ့စေရနာတစ်မျိုးတည်းကိုကံလို့ခေါ်တာမဟုတ်ဘူးကြည်အလုံးသိကြတဲ့အတိုင်းပဲမနောခံ၃ပါးလို့ဆိုတဲ့နေရာမှာမနောခံကအကောင်းနဲ့အဆိုး2မျိုးရှိတယ်အကုသိုလ်မနောခံကမကောင်းတဲ့မနောခံစိတ်ထဲမှာဖြစ်ပေါ်တဲ့ကံကုသိုလ်မနောခံကကောင်းတဲ့မနောခံအကုသိုလ်မနောခံဆိုတာဘာလဲဆိုရင်အဘိဓါအဘိဓါဆိုတာအဘိသူများပစ္စည်းကိုဥတည်ပြီးတော့ဇာဆိုတာစိတ်ကူးတာသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုလောဘနဲ့စိတ်ကူးချမ်းစီတဲ့လောဘအဘိဓါဆိုတာလောဘကိုပြောတာ
အဲ့ဒီအဘိဓါဆိုတဲ့လောဘကိုလည်းပဲမြတ်စွာဘုရားကကံလို့ဟောတယ်လို့မှတ်တာမနောကံအဲ့တော့စေရနာဘိက္ခွေကာမဝရမိစေရနာလေးတစ်ခုတည်းတင်ကံပြောတာမဟုတ်ဘူးအဘိဓါကလည်းပဲမနောကံမှာဆိုရင်ကံပဲလို့ဒီလိုမှတ်ရနောက်တစ်ခုဗျာပါဒဆိုတာတာမန်စိတ်ဆိုးတာကိုဗျာပါဒပြောတာမဟုတ်ဘူးအေးဒီလူဒုက္ခရောက်သွားရင်ကောင်းမှာပဲဒီလူပျက်စီးသွားရင်ကောင်းမှာပဲဆိုပြီးတော့တဦးတယောက်ရဲ့ပျက်စီးမှုကိုလိုလားတဲ့ဒေါသပြစ်မှားတဲ့ဒေါသမျိုးကိုမနောကံလို့သတ်မှတ်တယ်အဲ့ဒီဒေါသဟာလည်းပဲသူတစ်ပါးကိုပျက်စီးစေလိုတဲ့ဒေါသဟာလည်းပဲမနောကံပဲလောဘကိုလည်းကံလို့ဟောတယ်ဒေါသကိုလည်းကံလို့ဟောတယ်နောက်တစ်ခုကမိစ္ဆာဒိဋ္ဌိကံကံဤအကျိုးကိုလက်မခံတဲ့မှားရွံ့တဲ့အမြင်တစ်ခုဒိဋ္ဌိစေတသိက်လို့ခေါ်တယ်ကံကံဤအကျိုးကိုလက်မခံဘူးကံဆိုတာမရှိဘူးလုပ်လို့မရဘူးလုပ်လို့မရတဲ့ကံကိုလုပ်လဲအကျိုးမရှိဘူးလို့ဒီလိုကံနဲ့ကံတရားရဲ့အကျိုးနှမျိုးကိုညှင်းပယ်ထားတဲ့လက်ခံမှုမရှိတဲ့အမြင်မျိုးကိုမိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီမိစ္ဆာဒိဋ္ဌိဟာလည်းပဲမနောကံအရာမှာကံပဲလို့စေရနာကိုကံခေါ်တာမဟုတ်ဘူးအဲ့ကြရဲ့အဘိဓါရဲ့ဗျာပါဒရဲ့မိစ္ဆာဒိဋ္ဌိမကောင်းတဲ့ဘက်ကအဲ့ဒါကံ၃မျိုးတခါကုသိုလ်ဘက်ကကြည့်လိုက်မယ်ဆိုရင်အနဘိစ္ဆာသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုမရှိဘူးတဲ့အလောဘအနဘိစ္ဆာသူများတွေပြက်လို့ပျက်စီးမတွေးတော့ဘူးတဲ့အဗျာပါဒမေတ္တာသမ္မာဒိဋ္ဌိကံဆိုတာရှိတယ်ကံရဲ့အကျိုးဆိုတာရှိတယ်ယုံကြည်တယ်လက်ခံတယ်မြင်တယ်ဆိုတဲ့သမ္မာဒိဋ္ဌိအတိညာအဲ့ဒီ၃မျိုးကလည်းကောင်းတဲ့ဘက်မှာသူတို့ကလည်းမနောကံဆိုတော့သူတို့ကိုလည်းကံလို့ခေါ်တယ်အဲ့တော့စေရနာဟံဘိက္ခဝေကမ္မဝရမိဆိုတာရေပုံရအားဖြင့်ပြောတဲ့စကားလို့ဒီလိုမှတ်ရစေရနာတစ်မျိုးတည်းတင်ကံမဟုတ်ဘူးလို့ဒီစေတသိက်တွေကိုလည်းကံလို့ခေါ်သေးတယ်ပါဠိတော်အဘိဓါဗျာပါဒမိစ္ဆာဒိဋ္ဌိအနဘိဓါအဗျာပါဒသမ္မာဒိဋ္ဌိဟောဒီ6မျိုးအဲ့ဒီ6မျိုးကိုလည်းပဲကံလို့မြတ်စွာဘုရားဟောအဲ့တော့ကံဆိုတာဒါတွေပဲလားလို့ဆိုမဟုတ်သေးဘူးအလုံးသိနေကြတဲ့သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိလို့ခေါ်တယ်မဂ်ခင်၈ပါးသမ္မာဒိဋ္ဌိဆိုတာပညာသမ္မာသင်္ကပ္ပဆိုတာဝိတက်လို့ခေါ်တဲ့စေတသိက်သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတာဝိရတိလို့ခေါ်တဲ့စေတသိက်စိတ်ထဲမှာဖြစ်ပေါ်လာလို့စေတသိက်လို့ခေါ်တယ်သမ္မာဝါယာမဆိုတာဝီရိယသမ္မာတတိဆိုတာတတိစေတသိက်သမ္မာသမာဓိဆိုတာဧကဂတစေတသိက်အဲ့ဒီမဂ်ခင်၈ပါးမှာပါတဲ့ဒီစေတသိက်တွေကိုလည်းပဲကံလို့ပဲဟောတယ်မြတ်စွာဘုရားနော်ဒါလည်းပဲကံပဲဒါရင်လားလို့ဆိုတော့မကသေးဘူးအလုံးသိကြလိမ့်မယ်ဘုဇင်တရားဘယ်နှပါးတဲ့ဘုဇင်တရား9ပါးရှိတယ်နော်ဘုဇင်9ပါးတဲ့ဘာဖြစ်လို့ဘုဇင်လို့ခေါ်တာတော့ဆိုတော့ပုံနှစ်ပုဒ်ကိုခွဲကြည့်လိုက်ဘုဇင်ကဆိုတာဘောဓိအင်္ဂဂရမဏိယစလုံးကိုပြောင်းထားတာဘောဓိအင်္ဂဘောဓိဆိုတာအသိဉာဏ်အင်္ဂဆိုတာအကြောင်းတရားတွေအသိဉာဏ်ရခြင်းရဲ့အကြောင်းတရားတွေကိုဘုဇင်ကလို့ဒီလိုခေါ်တာတနည်းအားဖြင့်ပြောမယ်ဆိုရင်တိတတ်တဲ့ပုဂ္ဂိုလ်ရဲ့အကြောင်းအချင်းရာများလို့ဒီလိုလဲဆိုလို့ရတယ်အဲ့ဒီဘုဇင်9ပါးတတိတမ္မုဇင်တဲ့ဓမ္မဝိဇ္ဇယတမ္မုဇင်ဒါပညာပဲဝိရိယတမ္မုဇင်တဲ့ဝိရိယပိဋိတမ္မုဇင်ပိဋိပတ္တိတမ္မုဇင်ကာပတ္တိစိတ်ဓပတ္တိသမာဓိတမ္မုဇင်တဲ့ဧကဂတဥပိ္ပခာတမ္မုဇင်တဲ့တတ္တရမစ္ဆတတ္တအဲ့ဒီစေတသိက်တွေကိုလည်းပဲမြတ်စွာဘုရားကကံလို့ပဲဟောတယ်တဲ့အခုဒီကနေ့တရားကောင်းစဉ်ပေးလိုက်တဲ့ထဲမှာကံကိုဖယ်ရှားကံတရားလောကလူတွေကကံကိုလည်းအားကိုးကြတယ်ကံကိုလည်းကြောက်ကြတယ်ဟုတ်ကလားကောင်းတဲ့ကံကိုကြတော့အားမကိုးဘူးလား
အားကိုးတယ်မကောင်းတဲ့ကံကြတော့မကြောက်ဘူးလားကြောက်တယ်ကောင်းတဲ့ကံပဲဖြစ်ဖြစ်မကောင်းတဲ့ကံပဲဖြစ်ဖြစ်ရေပုံရအားဖြင့်ကံတရားသည်ကိလေသာဆိုတဲ့တရားတွေရှိနေသေးသမျှတော့သူကအကျိုးထုတ်လုပ်နေမှာပဲအဲ့ဒီကံတရားကိုပဲပရိစ္ဆသမုပ္ပါဒ်မှာအဝိဇ္ဇာပစ္စယသင်္ခါရလို့ဆိုတဲ့သင်္ခါရဆိုတဲ့နာမည်နဲ့ဟောတယ်သင်္ခါရဆိုတာဘာကိုပြောတာတော့ကံတရားကိုပဲပြောတယ်ဟုတ်ကဲ့ပရိစ္ဆသမုပ္ပါဒ်မှာအဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏဆိုတဲ့အဲ့ဒီသင်္ခါရသည်ကံတရားကိုရည်ညွှန်းတဲ့သင်္ခါရပြုပြင်တယ်ဖန်တီးတယ်ဆိုတဲ့အဓိပ္ပာယ်အများပြောနေကြတဲ့သင်္ခါရတရားမမြဲဘူးဆိုတဲ့သင်္ခါရကအဓိပ္ပာယ်တစ်မျိုးနော်ဒါနဲ့မတူဘူးပဋိစ္စသမုပ္ပါဒ်မှာပါတဲ့သင်္ခါရခန္ဓာ၅ပါးမှာပါတဲ့သင်္ခါရသဗ္ဗေသင်္ခါရအနိစ္စဆိုတဲ့စကားလုံးမှာပါတဲ့သင်္ခါရဆိုမတူဘူးလို့မှတ်တာခန္ဓာ၅ပါးမှာပါတဲ့သင်္ခါရကဝေဒနာတင်ညာကလွဲတဲ့စေတသိက်အလုံးကိုရည်ညွှန်းပြီးတော့ပြောတဲ့စကားအင်္ဂလိပ်လိုပြန်တဲ့အခါကျတော့ mental formation လို့ပြန်တယ်ဒါကစေတသိက်တွေကိုရည်ညွှန်းအဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏမှာပါတဲ့သင်္ခါရကြတော့စေတနာကိုရည်ညွှန်းလို့ volition နဲ့ activity လို့ volition လို့ဒီလိုပြန်လေးရှိကြတယ်မတူဘူးသဗ္ဗေသင်္ခါရအနိစ္စသင်္ခါရမှန်သမျှမမြဲဘူးလို့ဆိုအဲ့ဒါကြတော့ condition things အကျိုးတရားတွေကစုပေါင်းထုတ်လုပ်ထားတဲ့အကြောင်းတရားတွေကစုပေါင်းထုတ်လုပ်ထားတဲ့အကျိုးတရားလို့ဆိုတဲ့အဓိပ္ပာယ်နဲ့ပြောတာအဲ့တော့ပါဠိဝေါဟာရတွေမြန်မာလူမျိုးတွေရဲ့နှုတ်ထဲမှာရောက်နေတဲ့ပါဠိဝေါဟာရတွေဟာအဓိပ္ပာယ်တွေကတစ်ခုနဲ့တစ်ခုမတူဘူးဆိုပြီးတော့ရောထွေးပြီးတော့နေလို့ရှိရင်တော့အဓိပ္ပာယ်အမှန်သိမှာမဟုတ်ဘူးတဲ့သူ့စကားလုံးနဲ့သူတတ်တတ်မှတ်မှတ်ဒီနေရာမှာဘာကိုရည်ညွှန်းတယ်ဆိုတာသိဖို့အမတန်မှလိုအပ်တယ်တဲ့အဲ့လိုမသိလို့ရှိရင်အရာပြောတဲ့မှာပြောနေတဲ့သင်္ခါရသင်္ခါရဆိုတာအလုံးတူတူပဲလို့ဒီလိုအောင်းမေ့နေတယ်အဲ့ဒါလို့မဟုတ်ဘူးတဲ့နော်အဓိပ္ပာယ်တွေကွဲပြားခြားနားမှုရှိတယ်သူ့နေရာနဲ့သူယူရမယ်အဓိပ္ပာယ်ကံတရားနဲ့ပတ်သက်ပြီးတော့အခုအလုံးသိကြပြီကံတရားဆိုတာကမ္မဆိုတဲ့စကားလုံးကအမှုအဓိကအားဖြင့်ပြောတယ်အဲ့ဒီအမှုကိစ္စကိုဘယ်သူကဆောင်ရွက်ထားတော့ဆိုရင်ရေပုံရအားဖြင့်စေရနာကဆောင်ရွက်လို့မြတ်စွာဘုရားကစေရနာကိုကံလို့ဟောလိုက်တယ်စေရနာတစ်ခုတည်းတင်ကံလို့ဟောတာမဟုတ်ဘူးမနောကံအရာမှာအဘိဇာဗျာပါဒမိစ္ဆာဒိဋ္ဌိဆိုတဲ့စေတသိက်၃ပါးကောင်းတဲ့ဘက်မှာအနာဘိဇာအဗျာပါဒသမ္မာဒိဋ္ဌိဆိုတဲ့စေတသိက်၃ပါးအဲ့ဒါကိုလည်းကံလို့ဟောတယ်ကံတရားကိုဖယ်ရှားပြစ်နိုင်တဲ့မဂ္ဂင်၈ပါးဘုဇင်9ပါးမှာပါတဲ့စေတသိက်တရားတွေကိုလည်းကံလို့ပဲဟောတယ်လို့ဟောကံနဲ့ပတ်သက်ပြီးတော့ကြည်ကြည်ပြန့်ပြန့်နားလည်ထားဖို့လိုအပ်တယ်ဘုရားဘာသာဝင်သူတော်စင်တွေကအခြားဘာသာဝင်တွေကပြောပြီးဆိုလို့ရှိရင်ဘုရားသခင်ရဲ့အလိုတော်လို့ပြောကြတယ်ဒါကဗုဒ္ဓဘာသာသုံးတဲ့စကားလုံးမဟုတ်ဘူးဘုရားသခင်ရဲ့အလိုတော်ဆိုတာဘုရားဘာသာမှာဘုရားသခင်ရဲ့အလိုတော်လို့ပြောစရာအကြောင်းမရှိဘုရားဘာသာမှာပြောရင်လူတွေကဘာပြောတော့ဆိုကံတရားအတိုင်းပဲဘုရားသခင်ဆိုတာကိုယ့်ရဲ့အတွင်းမှာလားအပြင်မှာလားလို့ဆိုရင်အပြင်မှာပဲကံတရားဆိုတာအတွင်းလားအပြင်လားလို့မေးလို့ရှိရင်အတွင်းမှာရှိတယ်နော်အတွင်းမှာရှိတယ်ဘာဖြစ်လို့တော့ဆိုရင်ကိုယ်တဏ္ဍာမှာကိုယ်စိတ်ထဲမှာဖြစ်တဲ့စေရနာစွမ်းအားတွေကိုယ်တဏ္ဍာမှာဖြစ်တဲ့စေတသိက်တရားတွေကိုကံလို့ခေါ်တာကိုအဲ့တော့အပြင်ကဟာကိုပြင်တာနဲ့အတွင်းကဟာပြင်တာဟာဘယ်ဟာပို့ပြီးတော့အရင်ကြမယ်ထင်တယ်လဲအတွင်းကဟာပြင်တာပို့အရင်ကြမယ်ဟုတ်ကဲ့လားအဲ့တော့လူတွေမှာကံတရားဆိုပြီးတော့လူတွေမှာကံတရားကိုကြောက်ကြတယ်ကံတရားကိုအရှုံးပေးကြတယ်အရာရာဟာမှာလူတွေမှာအရာထဲမှာပြောတယ်ကံတရားတိုင်းပဲကံစီမံတဲ့အတိုင်းခံရတော့မှာပဲလို့ဆိုဒါကလဲဆင်းပြီးတော့လက်မြောက်အရှုံးပေးတဲ့ပုံစံမျိုးဖြစ်နေတယ်ကံတရားကဘယ်သူလှုပ်တာတော့ကိုယ်လှုပ်တာပဲကိုယ်လှုပ်တာကိုကိုယ့်ဘာကိုလက်မြောက်ပြီးတော့အရှုံးပေးတဲ့သလားမပေးတဲ့ဘူးလားမပေးတဲ့ဘူးကိုယ်လှုပ်တာပဲကိုယ်လှုပ်တာကကိုယ်ဟာပဲပေါ့
သဗ္ဗိတ္တကမ္မတကတတ္တဝါအလုံးဟာကံသာလင်ကိုယ်ပိုင်ဥစ္စာရှိတယ်လို့မြတ်စွာဘုရားဟောတာဒါကိုလို့တာကိုပိုင်တယ်လို့ဆိုတာဘာလို့လို့ကိုနဲ့ပဲသက်ဆိုင်တယ်ဘာဖြစ်လို့ကိုယ်ထဲမှာဖြစ်တာကိုယ်တဏ္ဍာမှာဖြစ်တာဥပမာမဲ့လူတယောက်ကိုဆဲရလောက်အောင်ဒေါသဖြစ်ရင်အဲ့ဒီဒေါသကဘယ်မှာဖြစ်တာနော်ကိုယ့်ရဲ့စိတ်နှလုံးထဲမှာဖြစ်တာဟုတ်ကဲ့လားအဲ့ဒီကိုယ့်ရဲ့စိတ်နှလုံးထဲမှာဖြစ်တဲ့ဒေါသတရားဟာဘယ်သူ့ကိုအရင်ဒုက္ခပေးတာတုံးဆိုကိုယ့်ပဲအရင်ဒုက္ခပေးတာပဲကိုယ့်ရဲ့နှလုံးသားကိုပူလောင်စေတယ်ကိုယ့်ကိုယ်ကိုပူလောင်ပြီးတော့မှသူများကိုသွားဒုက္ခပေးတာဒါကြောင့်မို့အတွင်းလည်းဒုက္ခပေးတယ်အပြင်လည်းဒုက္ခပေးတယ်ဒေါသဆိုတဲ့သဘောတရားဘယ်အရာမှမကောင်းဘူးအဲ့ဒီတော့ကိုယ်တဏ္ဍာမှာဖြစ်တဲ့ကံတရားတွေနဲ့ပတ်သက်ပြီးတော့ရှင်းရှင်းလင်းလင်းလေးနားလည်ထားဖို့မေတ္တာမှအရေးကြီးပါတယ်ကံတရားဟာလက်မြောက်ပြီးတော့အရှုံးပေးဖို့လည်းမဟုတ်ဘူးကံတရားကိုအာကိုယုံကြည်ဖို့လည်းမဟုတ်ဘူးအာကိုရမယ့်ကံရှိတယ်လို့အာမကိုရမယ့်ကံတွေလည်းရှိတယ်ဘုန်းကြီးတို့တွေဟာကောင်းတဲ့ကံတွေကိုလည်းလုံးမိကြတယ်မကောင်းတဲ့ကံတွေကိုလည်းလုံးမိကြတယ်ဘာကြောင့်လုံးမိတုံးဆိုရင်အဝိဇ္ဇာပစ္စယသင်္ခါရလို့ဆိုတဲ့အတိုင်းအမှန်မသိဘူးတဲ့အမှန်မသိဘူးဆိုတာလုံးလုံးမသိတာကိုပြောတာမဟုတ်ဘူးနော်တလွဲသိနေတာလွဲချော်နေတာလွဲချော်ပြီးတော့သိနေပြီးတော့လှုပ်တာလေကြည့်လေတချို့ကပြောတယ်မဟုတ်လားပါဏာတိပါဒကံကျူးလွန်တဲ့နေရာမှာဒေါသဖြစ်လို့ပါဏာတိပါဒကံကျူးလွန်တာရှိတယ်ဒေါသနဲ့ကျူးလွန်တာဥပမာပဲစိတ်လိုက်မှန်ပါတတ်လိုက်မိတယ်ပေါ့ဒါကဒေါသကြောင့်ဖြစ်တဲ့ပါဏာတိပါဒကံတချို့ကြတော့အဲ့ဒါလို့မဟုတ်ဘူးတရိစ္ဆာန်ဆိုတာလူချွတ်မှချွတ်တယ်ဆိုပြီးတော့အဲ့ဒီအတွေးနဲ့ချွတ်ချင်တဲ့စိတ်နဲ့တရိစ္ဆာန်ကိုတတ်တဲ့လူကရှိသေးတယ်အဲ့ဒါကြတော့ဒေါသအလျောက်လောက်တာမဟုတ်ဘူးမှားယွင်းတဲ့အမြင်တစ်ခုကိုအခြေခံပြီးတော့လုပ်တယ်လို့ပြောတချို့ကြတော့လေတရိစ္ဆာန်တတ်ပြီးတော့သူတို့ဖျားပူဇော်လို့ရှိရင်အကျိုးရှိတယ်လို့ယူဆကြည့်လေလှုပ်လိုက်တဲ့အလုပ်ကတော့သူများအသက်တတ်တဲ့အလုပ်ပဲကောင်းတဲ့အလုပ်ဖြစ်မဖြစ်ကိုယ့်ဘာကိုစဉ်းကျင်စဉ်းစားကြည့်ရမယ်ဒါကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်ဆိုတာဘာနဲ့တတ်မှတ်မလဲစံရှိသလားအရာရာမှာစံကလေးတွေရှိအတိုင်းအတာတစ်ခုရှိတယ်အတိုင်းအတာတစ်ခုကိုမသိဘူးဆိုလို့ရှိရင်ကောင်းတဲ့အလုပ်ဆိုးတဲ့အလုပ်ဆိုဘာနဲ့တိုင်းတာဘာနဲ့တိုင်းတာမှာတော့ဆိုတိုင်းတာမရှိဘူးဆိုရင်ကိုကြိုက်ရင်ကောင်းတယ်ကိုမကြိုက်ရင်မကောင်းဘူးဆိုတော့ကောင်းမကောင်းဟာပုံစံချလို့ရပါမလားဘာလို့ဆိုတယောက်ကကြိုက်ရင်နောက်တစ်ယောက်ကကြိုက်ချင်မှကြိုက်မှာပေါ့အဲ့တော့ကြိုက်မကြိုက်ဆိုတာမတူနိုင်ဘူးတွင်းသီးတောင်ကြိုက်တဲ့လူရှိတယ်မကြိုက်တဲ့လူရှိတာမကြိုက်တဲ့လူကြတော့နန်းတယ်ကြိုက်တဲ့လူကြတော့မှုေးတယ်ငပိလည်းကြိုက်တဲ့လူကမှုေးတယ်မကြိုက်တဲ့လူကြနန်းတယ်ဟောကြိုက်မကြိုက်နဲ့ဆုံးဖြတ်လို့မရဘူးတယောက်ကြိုက်တန်တဲ့လူကကြိုက်ချင်မှကြိုက်တယ်ပေါ့အဲ့တော့အမှန်တရားဆိုတာကြိုက်မကြိုက်နဲ့ဆုံးဖြတ်လို့မရဘူးဘာနဲ့ဆုံးဖြတ်ရမလဲဆိုစံကလေးရှိတယ်ကိုလှုပ်တဲ့အလုပ်တစ်ခုသည်ကိုယ့်ကိုထိခိုက်ပျက်စီးစေသလားသူတစ်ပါးကိုထိခိုက်ပျက်စီးစေသလားနှစ်ဦးလုံးကိုထိခိုက်ပျက်စီးစေသလားဆိုးရုပ်ချက်အကျိုးတရားတွေကိုဖြစ်ပေါ်စေသလားဆိုတဲ့အပေါ်မှာမူတည်တယ်ကိုယ့်ကိုထိခိုက်တယ်ကိုဒုက္ခရောက်ဖို့ဖြစ်တယ်သူများကိုထိခိုက်တယ်သူများဒုက္ခရောက်ဖို့ဖြစ်တယ်နှစ်ဦးလုံးထိခိုက်တယ်နှစ်ဦးလုံးအကျိုးရောက်ဖို့ဖြစ်တယ်မကောင်းတဲ့အကျိုးတွေကိုထုတ်လုပ်တယ်အဲ့ဒါဟာမကောင်းတဲ့အလုပ်လို့သတ်မှတ်တယ်ကိုယ့်အတွက်အကျိုးဖြစ်ထွန်းတယ်သူများအတွက်လည်းအကျိုးဖြစ်ထွန်းတယ်နှစ်ဦးလုံးအတွက်လည်းအကျိုးဖြစ်ထွန်းတယ်ကောင်းတဲ့အကျိုးတရားတွေကိုထုတ်လုပ်ပေးနိုင်တယ်ဒါကောင်းတဲ့အလုပ်လို့သတ်မှတ်တယ်ဒါစံပဲအဲ့ဒီစံနဲ့သတ်မှတ်ရမယ်အဲ့ဒီစံနဲ့မသတ်မှတ်သည့်အတွက်ကြောင့်လူတွေကပြောကြတယ်လေအရက်ဆိုတာကြိုက်လို့တောက်ဘယ်သူမှလည်းမဆဲနဲ့အရက်ထဲမှာလည်းမယမ်းနဲ့ကိုယ့်ဘာကိုကြိုက်လို့တောက်ကိုယ့်ဘာကိုဂိုက်မောက်အိတ်နေဘာမှဖြစ်ဘူးလို့ယူဆကြတယ်လူတွေဘာမှမဖြစ်ဘူးလို့ထင်ကြခုနကစံနဲ့တွက်ကြည့်လိုက်အရက်တောက်ပြီးတော့အိတ်နေတဲ့လူတယောက်ဟာဘယ်သူထိခိုက်တယ်လဲဆိုရင်နံပါတ်1သူ့ထိခိုက်တယ်ဘယ်လိုထိခိုက်တာတော့လို့မေးကြရှိတယ်သူကသူနေတာဘာထိခိုက်ရမှာတော့လို့ဆိုပြီးကြည့်လေအရက်တောက်သည့်အတွက်ကြောင့်အရက်တောက်ပြီးတော့အချိန်ဖြုံးနေသည့်အတွက်ကြောင့်လူဘဝရလာတဲ့အချိန်လေးမှာကုသိုလ်ရဖို့လည်းသူ့မှာမရှိဘူးပညာရဖို့လည်းမရှိဘူးစီးပွားဥစ္စာရဖို့လည်းမရှိဘူးမဖြစ်ဘူးလားအဲ့တော့သူ့အတွက်မနစ်နာဘူးလား
ကုသိုလ်တို့ပညာတို့ဥစ္စာတို့ရရမှာမရဘူးဆိုရင်ဒါသူထိခိုက်ပြီသူထိခိုက်တာသူများမထိခိုက်တိုင်းအကောင်းလို့ပြောလို့မရဘူးသူ့ကိုထိခိုက်နေတယ်သူထိခိုက်ပြီဆိုရင်သူ့ကိုမိကိုးနေရတဲ့မိသားစုရောမထိခိုက်ဘူးလားထိခိုက်တယ်တဲ့ဟိုထိခိုက်လာတော့ကိုယ်ထိခိုက်ရင်သူများလည်းထိခိုက်ပြန်တာအဲ့တော့အကောင်းလို့သတ်မှတ်လို့မရဘူးဒီစံနဲ့ကြတော့ဒီလိုဆုတ်လို့တယ်နော်ဒီလိုဆုတ်လို့တယ်အဲ့တော့ကုသိုလ်အကုသိုလ်ကောင်းတာမကောင်းဘူးဆိုတာအဲ့ဒါနဲ့သတ်မှတ်ရမယ်ကိုကြိုက်တာမကြိုက်တာနဲ့သတ်မှတ်လို့မရဘူးတဲ့ကောင်းပြီကံတရားဆိုတာကုသိုလ်ကံအကုသိုလ်ကံအကောင်းတဲ့အဆိုနှမျိုးခေါဏလုံးတယ်သူ့အသက်ကိုတတ်တယ်ဆိုတဲ့ကံတစ်ခုကိုကျူးလွန်တယ်ရည်ရွယ်ချက်ချင်းမတူသူ့အသက်ကိုတတ်တယ်တချို့ကစိတ်လိုက်မှန်ပါတတ်လိုက်တယ်တတ်ဖို့မရည်ရွယ်ဘူးဒေါသမထိန်နိုင်လို့တတ်လိုက်တယ်ဒါတစ်ခုတချို့ကတော့သူဒီဘဝကနေလူကမှမချွတ်ရင်မကျွတ်ဘူးကျွတ်ပါစေဆိုပြီးတော့မေတ္တာထားတဲ့အောင်ရောင်နဲ့တတ်တာတစ်ခုဟုတ်ကဲ့မေတ္တာထားသလိုတချို့ကလည်းပဲကိုကျိုးကိုစီးပွားအတွက်ကိုကိုးကွယ်တဲ့ဖရာကိုပူဇော်တဲ့အနေနဲ့တတ်တယ်ဟောအဲ့တော့အဲ့ဒါလို့တတ်မှုကျိုးလွန်လိုက်တာနဲ့တပြိုင်တည်းဘယ်လိုပဲတတ်တစ်ဖက်သားမှမထိခိုက်ဘူးလားထိခိုက်သလားစဉ်းစားကြည့်ပေါ့တစ်ဖက်သားကိုထိခိုက်သွားတာပဲဟုတ်ကဲ့ဘယ်လိုထိခိုက်တာတုံးဆိုဘဝဆိုတာလူပဲဖြစ်ဖြစ်တိရစ္ဆာန်ပဲဖြစ်ဖြစ်ကိုယ့်ဘဝလေးကိုကျေနပ်နေကြတာကြီးပဲမကျေနပ်တဲ့လူမရှိဘူးကိုကျေနပ်နေတဲ့ဘဝလေးတစ်ခုကိုအသက်ရှင်သန်ခွင့်မပေးဘူးဆိုလို့ရှိရင်ကိုယ်တိုင်ကအသက်ရှင်သန်ခြင်းနဲ့ကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့တတ္တဝါလေးတွေကိုအသက်ရှင်သန်ခွင့်မပေးဘူးဆိုလို့ရှိရင်တရားသလားမတရားဘူးလားစဉ်းစားကြည့်ဟုတ်ကဲ့လားကိုမကြိုက်တဲ့အလုပ်တစ်ခုကိုသူများကိုလုပ်တယ်ဆိုတာတရားသလားမတရားဘူးလားဆိုပါစို့ကိုဘဝရှင်သန်ရေးအတွက်တန်တဲ့လူတယောက်ကိုတတ်တယ်ဆိုပါစို့အဲ့တော့ကိုဘဝရှင်သန်ရေးအတွက်တခြားလူရဲ့ဘဝကိုဖျက်ဆီးပစ်တယ်ဆိုတော့ဒါတရားမျှတမှုမရှိဘူးဆိုတာလွယ်လွယ်လေးနဲ့စဉ်းစားလို့ရတယ်လွယ်လွယ်လေးနဲ့စဉ်းစားလို့ရတယ်ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားတော်တွေထဲမှာကိုချင်းစာတရားညမလူမျိုးတွေလည်းပြောလို့ရှိကြတယ်ကိုချင်းစာတရားထားကြကိုချင်းစာတရားထားကြဆိုကိုချင်းစာဆိုတာကိုယ်ဆန္ဒနဲ့စာနာထောက်ထားတာငါကတော့အသက်ရှင်တယ်သူအသက်ရှင်ခြင်းနဲ့သူ့ကိုတော့သေးစေဆိုဟောမဟုတ်ဘူးငါကတော့ချမ်းသာခြင်းနဲ့သူ့ပစ္စည်းကိုငါယူတယ်ဆိုမဟုတ်ဘူးငါကတော့ပျော်ရွှင်ခြင်းနဲ့သူ့ဒုက္ခရောက်စေဆိုမဟုတ်ဘူးအဲ့ဒါကိုချင်းစာတရားကင်းမဲ့ရရောက်တယ်အဲ့ဒါမှန်ကန်မှုမရှိဘူးလို့ဒီလိုဆိုလို့ရတယ်နော်အဲ့တော့တစ်ဖက်သားဟာသေဆုံးသွားရတာဘယ်လိုရည်ရွယ်နဲ့ပဲတတ်ကိုယ့်ဘဝကိုရှင်သန်လို့တဲ့ပုဂ္ဂိုလ်တူတယောက်ကိုတတ်သည့်အတွက်ကြောင့်အဲ့ဒီလုပ်ငန်းလုပ်ရဟာမမှန်ကန်မှုအကုသိုလ်အလုပ်ဒီလိုပြောတာအဲ့ဒါအကုသိုလ်ကံပဲကောင်းပြီအကုသိုလ်ကံဆိုတဲ့ကံတရားဟာအကုသလတာဝိစ္စဒုက္ခဝိပါကလက္ခဏာအပြစ်ရှိပြီးတော့ဆင်းရဲတဲ့အကျိုးထုတ်လုပ်တယ်အကုသိုလ်မှန်သမျှအပြစ်ရှိတယ်ဆိုတာပညာရှိသူတော်ကောင်းတွေကအပြစ်တင်တယ်မကောင်းဘူးလို့သတ်မှတ်တယ်ကဲ့ရဲ့ဘွယ်ရှုတ်ချဘွယ်ဖြစ်တယ်ဟောတာသူ့ရဲ့သဘာဝသူများကဲ့ရဲ့เสียဖြစ်တယ်ရှုတ်ချဘွယ်ဖြစ်တယ်ဆိုရုံနဲ့မဟုတ်ဘူးမကောင်းတဲ့အကျိုးကိုလည်းထုတ်လုပ်တယ်ကြည့်လေမိဆိုတာဘယ်ဟာကိုပဲလောင်းအလောင်းခံရတဲ့ပစ္စည်းတစ်ခုဟာကောင်းမှာမလားကောင်းရဲ့လားကောင်းကြံရစ်ခဲ့လားမကြံခဲ့ဘူးမဲကြံရစ်တယ်ပြာဖြစ်ကြံရစ်တယ်ဟုတ်ကဲ့လားမိလောင်သွားတဲ့နေရာတစ်ခုကပျက်စီးကြံရစ်တယ်အဲ့ဒါလိုပဲအကုသိုလ်တရားဟာဖြစ်ပြီဆိုလို့ရှိရင်ပျက်စီးသွားတာပဲပျက်စီးသွားတာပဲဒါကိုပြောတဲ့ဒုက္ခဝိပါကမကောင်းတဲ့အကျိုးထုတ်လုပ်တယ်ကုသလဒုက္ခဝိပါကအနဝိစ္စဒုက္ခဝိပါကကုသိုလ်တရားတွေကြတော့အပြစ်ကင်းတယ်ပြောစရာမရှိဘူးပညာရှိတွေကကဲ့ရဲ့မှာမဟုတ်ဘူးဘယ်သူမှအပြစ်မတင်ဘူးကောင်းတယ်အလုံးလက်ခံတယ်ကုသလအလုံးလက်ခံရုံနဲ့မကဘူးဒုက္ခဝိပါကချမ်းသာတဲ့အကျိုးကိုထုတ်လုပ်တယ်မိုးဟာရွာသွားလို့ရှိရင်ကြည့်မြက်ကလေးတွေကစပြီးတော့စိမ့်လာတယ်တစ်ပင်လေးတွေစိမ့်လာတယ်ပ
ပန်းမင်လေးတွေစိမ့်လာတယ်မီးလောင်တာနဲ့တူရလားမိုးရေလေးဆွတ်ဖြားလိုက်လို့ရှိရင်လူတွေလည်းလန်းလာတယ်သစ်ပင်လေးတွေလည်းလန်းလာတယ်ဟောကုသိုလ်ရဲ့အကျိုးဆိုအဲ့ဒါမျိုးအလုံးလန်းဆန်းလာစေတတ်တယ်ဒါကောင်းကျိုးချမ်းသာကိုပေးတယ်ပြောလူဘဝရပြီးတော့ချမ်းသာဒုက္ခတွေခံစားရတယ်ကုသိုလ်ရဲ့အကျိုးတရားနတ်ဘဝမှာချမ်းသာဒုက္ခတွေခံစားရတယ်ကုသိုလ်ရဲ့အကျိုးတရားဒီလိုဒုက္ခဝိပါကကောင်းသောကျိုးကိုပေးတယ်လို့အဲ့တော့ကံတရားဆိုတဲ့ထဲမှာကြောက်เสียကောင်းတဲ့ကံတရားကအကုသိုလ်ကံတရားပဲကြောက်เสียမကောင်းတဲ့ကံတရားကကုသိုလ်ကံတရားကောင်းပြီမြတ်စွာဘုရားကအင်္ဂုတ္တရနိကေမှာကံကို၄မျိုးခွဲပြီးတော့ဟောထားတာရှိသေးတယ်ကံ၄မျိုးခွဲဟောပြီးတော့ထားတာရှိတယ်နံပါတ်1ကံကိုမကောင်းတဲ့ကံဖြစ်လို့အမဲလို့သတ်မှတ်တယ်အမဲဆိုတာမကောင်းဘူးပေါ့အနဲ့ရောင်ဆိုတာမကောင်းဘူးနော်မကောင်းတဲ့ကံကိုအမဲလို့သတ်မှတ်ပြီးတော့မဲညစ်တဲ့အကျိုးကိုပေးတယ်အဲ့ဒါကိုပါဠိလိုကမ္မကဏ္ဏဝိပါကကဏ္ဏဆိုတာမဲညစ်တဲ့ကံကဏ္ဏဝိပါကမဲညစ်တဲ့အကျိုးတရားကိုပေးတယ်ဘာနဲ့ဥပမာတူတော့ဆိုရင်မီးလောင်သွားတာလို့ပဲမီးလောင်ရင်မဲမကြံရဘူးလားကြံရတဲ့တစ်ပင်တွေမီးလောင်သွားတယ်မြက်တွေမီးလောင်သွားတယ်မဲကြံရတဲ့ဟောအကုသိုလ်ကလည်းအဲ့လိုပဲဖြတ်စည်းပြီးတော့မဲကြံရတဲ့အဲ့ဒါကိုကဏ္ဏဝိပါကတဲ့အဲ့ဒါကကံတစ်မျိုးရှိတယ်နောက်တစ်ခုကျတော့သုတ်ကဝိပါကသုတ်ကဖြူစင်တယ်တဘာဝကဖြူစင်ပြီးတော့သုတ်ကဝိပါကဖြူစင်တဲ့အကျိုးကိုပေးတယ်ဆိုတဲ့ကံကတစ်မျိုးအဲ့ဒါကကုသိုလ်ကံကိုရည်ညွှန်းတယ်လူတွေကပြောတယ်စိတ်ထားဖြူစင်တယ်ဖြူစင်တယ်ဆိုအလုံးသဘောကျတယ်ဖြူစင်တယ်ဆိုရင်အလုံးသဘောကျတယ်မဲညစ်တာမကောင်းအဲ့တော့မဲညစ်တဲ့ကံမဲညစ်တဲ့အကျိုးကိုထုတ်လုပ်တာဖြူစင်တဲ့ကံကဖြူစင်တဲ့အကျိုးကိုထုတ်လုပ်တယ်ဒါကကုသိုလ်ကံကိုရည်ညွှန်းတာနောက်တစ်ခုကကုသိုလ်ကံနဲ့အကုသိုလ်ကံကိုရောပြီးတော့လုပ်တဲ့ဟာတတ္တရပိုင်းကြတော့မဲလဲမဲတယ်ဖြူလဲဖြူတယ်အမဲနဲ့အဖြူနဲ့ရောထားတယ် black and white ပေါ့အဖြူတစ်ပိုင်းအမဲတစ်ပိုင်းအဖြူတစ်ပိုင်းအမဲတစ်ပိုင်းလှုပ်ထားလို့ရှိရင်အကျိုးပေးလို့ရှိရင်လည်းဖြူတစ်ပိုင်းနဲ့အမဲတစ်ပိုင်းအကျိုးပေးမှာပဲအကောင်းရောအဆိုးရောရောပြီးတော့အကျိုးပေးတယ်အဲ့ဒါကတတ္တရအစုစတုထအစုကြတော့အဖြူလည်းမဟုတ်ဘူးအမဲလည်းမဟုတ်ဘူးဖြူတဲ့အကျိုးလည်းမပေးဘူးမဲတဲ့အကျိုးလည်းမပေးဘူးသို့တော့ကံတရားအလုံးကိုဖယ်ရှားပြစ်နိုင်တယ်တဲ့ဟောလို့၄မျိုးခွဲခြားပြီးတော့မြတ်စွာဘုရားကကံတရားကိုဟောထားတာရှိတယ်အဲ့တော့ပါဠိနဲ့ပြောမယ်ဆိုလို့ရှိရင်တော့နံပါတ်1ကကဏ္ဏဝိပါကနံပါတ်2ကသုတ်ကဝိပါကနံပါတ်3ကကဏ္ဏသုတ်ကဝိပါကနှစ်ခုရောလိုက်တာနံပါတ်4ကအကဏ္ဏအသုတ်ကအသုတ်ကဝိပါကတို့ဟောမြန်မာလိုရှင်းရှင်းမှတ်ချင်လို့ရှိရင်အမဲညစ်တဲ့ကံကတစ်မျိုးမဲညစ်ပြီးတော့မဲညစ်တဲ့အကျိုးထုတ်လုပ်တဲ့ကံဖြူစင်ပြီးဖြူစင်တဲ့အကျိုးကိုထုတ်လုပ်တဲ့ကံအဖြူမဲရောပြီးအဖြူမဲအကျိုးကိုထုတ်လုပ်တဲ့ကံအဖြူလည်းမဟုတ်အမဲလည်းမဟုတ်ဖြူတာလည်းမဟုတ်မဲတာလည်းမဟုတ်ကံတရားတွေကိုဖြူတဲ့အကျိုးလည်းမပေးမဲတဲ့အကျိုးလည်းမပေးပဲနဲ့ကံတရားတွေကိုရပ်ဆိုင်ပစ်တဲ့ကံလို့ဟောကံ၄မျိုးလို့ဒီလိုမှတ်အဲ့ဒီကံ၄မျိုးကိုမှတ်တဲ့အခါမှာမဲပြီးတော့မဲတဲ့အကျိုးကိုရတယ်ဆိုတာဘယ်လိုပုံကိုယ်တွေကိုရည်ညွှန်းတာတော့ဘာတွေကိုရည်ညွှန်းတာဘယ်လိုကံတွေတုံးလို့ဆိုတော့ဒုစရိုက်အလုတ်တွေကာယဒုစရိုက်တို့ဝစီဒုစရိုက်တို့မနောဒုစရိုက်တို့မကောင်းတဲ့အလုတ်တွေသူများတဲ့တတ်ခြင်းသူများဥစ္စာခိုးခြင်းသူတော်သားမယားပြမှားခြင်းဆိုတဲ့ကာယဒုစရိုက်လိန်ပြောခြင်းဂုံတိုက်ခြင်းဆဲရီတိုင်းထွာပြောဆိုခြင်းအကျိုးမရှိတဲ့စကားတွေကိုပြောဆိုခြင်းဆိုတဲ့မနောဒုစရိုက်၄ပါးသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုစိတ်ကူးခြင်းလောဘဖြင့်စိတ်ကူးခြင်းသူတစ်ပါးပျက်စီးလို့ပျက်စီးကြောင်းကြံတွေးခြင်းဆိုတဲ့ဒေါသ
ကံကံဤအကျိုးကိုလက်မခံတဲ့အမြင်လို့ဆိုတဲ့မိစ္ဆာဒိဋ္ဌိတဲ့ဟောပေါင်းလိုက်ရင်ဒုစရိုက်10ပါးအဲ့ဒီဒုစရိုက်10ပါးတရားတွေတွင်တွင်လှုပ်တဲ့ပုဂ္ဂိုလ်အဲ့ဒီဒုစရိုက်အလုပ်တွေဟာအလုံးဟာကဏ္ဏဝိပါကမဲညစ်တဲ့သဘောရှိပြီးတော့မဲညစ်တဲ့အကျိုးပဲထုတ်တယ်တဲ့ဘယ်လိုမဲညစ်တုံးဆိုလို့ရှိရင်အဲ့ဒီဒုစရိုက်လုပ်ငန်းတွေလုပ်တဲ့ပုဂ္ဂိုလ်ဟာနောက်သွားရဘဝသူ့ရဲ့ destination လာရောက်ရဘဝကဘယ်တုံးဆိုရင်အဆိုးဆုံးဆိုရင်ငရဲပဲအဲ့ဒီတဲ့နည်းနည်းသက်သာလို့ရှိရင်တိရစ္ဆာန်အဲ့ဒီတဲ့နည်းနည်းသက်သာလို့ရှိရင်ပြိတ္တာဒီဘဝ3မျိုးပဲရောက်နိုင်တယ်အပယ်4ပုံလို့ဆိုပါစို့ပြိတ္တာကို2မျိုးခွဲလိုက်တော့ပြိတ္တာရဲ့အတုရကဲရဲ့2မျိုးခွဲလိုက်ရင်အပယ်4ပုံလို့ခေါ်တယ်ပေါင်းထားရင်တော့3မျိုးပဲငရဲတိရစ္ဆာန်ပြိတ္တာလို့ဆိုတဲ့အတုရကဲလို့ဆိုတဲ့အပယ်4ပုံမှာအကျိုးပေးတဲ့ကံတွေအဲ့ဒါကဏ္ဏဝိပါကလို့ခေါ်တယ်တဲ့အဲ့ဒီကံမျိုးကလည်းရှိတယ်အေးငရဲဘဝရောက်ပြီးတော့ငရဲဒုက္ခခံရတဲ့ပုဂ္ဂိုလ်တွေဟာအကုသိုလ်ကံတွေမဲညစ်တဲ့အကုသိုလ်ကံတွေလောက်ခဲ့သည့်အတွက်ကြောင့်ထိုအကုသိုလ်ကံရဲ့အကျိုးဆက်တွေကိုခံရတာတဲ့မြတ်စွာဘုရားဒီလိုဟောတယ်အဲ့ဒီကံမျိုးကြတော့ကြောက်စရာကောင်းတယ်ပေါ့နောက်တစ်ခုကသုတ်ကဝိပါကဖြူစင်ပြီးတော့ဖြူစင်တဲ့အကျိုးကိုပေးတဲ့ကံဆိုတာဘယ်ကံတုံးလို့ဆိုတော့မြတ်စွာဘုရားကရည်ညွှန်းလိုက်တာကအင်မတန်မှမြင့်မြတ်တဲ့မေတ္တာကရုဏာမုဒိတာဥပေက္ခသို့မဟုတ်သမထကျင့်စဉ်တစ်ခုကိုကျင့်ပြီးတော့တမာတိစွမ်းအားနဲ့စိတ်ကိုတည်ငြိမ်အောင်ထားဇန်တရားကိုရပြီးတော့တမာတိစွမ်းအားနဲ့စိတ်ကိုတည်ငြိမ်အောင်ထားနိုင်တဲ့အင်မတန်မှဖြူစင်တဲ့ဇန်ကုသိုလ်အဘိညာဉ်ကုသိုလ်မျိုးအဲ့ဒါဖြူစင်တဲ့ကုသိုလ်လို့ဒီသုတ်တံမှာဒီလိုဟောတယ်အဲ့ဒီအဖြူသက်သက်ကံတရားရဲ့အကျိုးကိုခံစားရတဲ့ပုဂ္ဂိုလ်တွေကဘယ်သူတွေတုံးဆိုရင်ဗြဟ္မပြည်ကဗြဟ္မာတွေကိုယူညွှန်းတယ်လုံးဝဆင်းရဲဒုက္ခမရှိဘူးသူတို့ဘုံဘဝမှာတကယ်ချမ်းသာအတိခံစားရတယ်လုပ်ခဲ့တဲ့ကုသိုလ်ရဲ့ဖြူစင်မှုကြောင့်ဥပမာမဲ့မေတ္တာနဲ့နေတယ်ကရုဏာနဲ့နေတယ်မုဒိတာနဲ့နေတယ်ဥပေက္ခနဲ့နေတယ်ဆိုဖြူစင်တဲ့စိတ်ဓာတ်တွေရဲ့အကျိုးကြောင့်ဖြူစင်တဲ့ဘဝရောက်ပြီးတော့ဖြူစင်ချမ်းသာသာနေရတယ်ဟောအဲ့ဒါကအဖြူတတ်တတ်ကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားဟောတာနောက်တစ်ခုအဖြူနဲ့အမဲရောပြီးတော့လှုပ်တဲ့ကံဆိုတာကုသိုလ်တစ်လှည့်အကုသိုလ်တစ်လှည့်ကုသိုလ်ဖြစ်လိုက်အကုသိုလ်ဖြစ်လိုက်ရောထွေးပြီးတော့လှုပ်ကြတဲ့အတွက်ကြောင့်အကျိုးပေးတော့လဲရောထွေးပြီးတော့လာတယ်အဲ့ဒါကဘသူတွေတုံးဆိုရင်အထင်ရှားဆုံးပြောရင်လူလောကမှာရှိတဲ့လူတွေဟာကုသိုလ်လည်းလုပ်တယ်အကုသိုလ်လည်းလုပ်တယ်ဒါကြောင့်မို့လို့ချမ်းသာတဲ့ခါဆင်းရဲတက်လှဲ့ပဲတချင်းတဲ့တောင်ဆိုရမို့လားဒုက္ခရဲ့ဒုက္ခရဲ့တက်လှဲ့စီပါကွယ်ဆိုလုပ်ခဲ့တာကိုကဒုက္ခရအောင်လဲကုသိုလ်ကောင်းမှုလုပ်တယ်လေဒုက္ခရအောင်လဲပဲအကုသိုလ်တွေကလုပ်တယ်လေကိုဘဝလေးပဲကိုစဉ်းစားကြည့်နည်းနည်းမိုးတော့အလင်းရောက်တဲ့အချိန်ကနေပြီးညအိပ်ရဝင်နေထိအောင်ကိုယ်စိတ်ရဲ့အနေအထားလေးကိုကိုယ့်ဘာကိုဆင်ញင်သုံးသပ်ကြည့်ကုသိုလ်စိတ်တွေဖြစ်သလားအကုသိုလ်စိတ်တွေဖြစ်သလားဆိုကိုယ့်ဘာကိုစဉ်းစားကြည့်အောင်တဘာဝတရားဆိုတာ the law of nature တဘာဝတရားဟာဘယ်မှမျက်နှာမလိုက်ဘူးကောင်းတာဖြစ်ရင်ကောင်းတဲ့အကျိုးပဲမကောင်းတာဖြစ်ရင်မကောင်းတဲ့အကျိုးပဲမျက်နှာလိုက်လို့မရဘူးသူကကုသိုလ်ဆိုရင်ကောင်းတဲ့အကျိုးပဲအကုသိုလ်ဆိုရင်မကောင်းတဲ့အကျိုးပဲဒါကြောင့်မို့လို့လူသားတွေဟာဆင်းရဲတစ်လက်ချမ်းသာတစ်လက်ဆိုပြီးတော့ဘာဖြစ်လို့တော့အတိတ်ဘဝတုန်းကကောင်းတာလည်းလုပ်ခဲ့တယ်ဆိုးတာလည်းလုပ်ခဲ့တယ်လူသားတွေတည်းမကဘူးတချို့နတ်တွေလည်းပဲအဲ့ဒီတိုင်းပဲခံစားရတယ်အကောင်းလည်းလုပ်ခဲ့တယ်ဆိုးလည်းလုပ်ခဲ့တယ်ဆိုတော့အကောင်းလည်းခံစားအဆိုးလည်းခံစားနတ်တွေတည်းမကဘူးဝေမာနိကပေတလို့ဝိနိပါတိကအတုရာဝိနိပါတိကလို့ခေါ်တဲ့တချို့ဝေမာနိကပြိတ္တာတွေလည်းပဲအကောင်းအဆိုးနှမျိုးခံစားရတယ်တဲ့လူဘဝတုန်းကကောင်းတာလည်းလုပ်ခဲ့တယ်ဆိုးတာလည်းလုပ်ခဲ့တယ်ဟောဒီတတ္တိယအုပ်စုကဒါလူလောကမှာလူတွေကြုံတွေ့နေကြရတာ50ဇတ်ထဲမှာဇာလန်းလေးတစ်ခုရှိတယ်အဲ့ဇာလန်းလေးကဒ
ဒီဇာကြောင့်လေးဘယ်လိုဖြစ်ပေါ်လာတော့ဆိုဗာရဏသီဘုရင်ကြီးကအမတန်မှသူတော်ကောင်းစိတ်ဓာတ်ရှိတယ်ဥပုပ်နေ့ဆိုလို့ရှိရင်ဒါနကောင်းမှုလုပ်တယ်သီလဆောင်တယ်ဥပုပ်ဆောက်တည်တယ်သူ့ရဲ့အမှုရန်အရာရန်တွေမူတွေမှတ်တွေနန်းတော်သူနန်းတော်သားတွေကိုလည်းအကုန်လုံးဥပုပ်နေ့ဆိုဥပုပ်ဆောင်ခိုင်းနေရှိတယ်အဲ့လိုနေတဲ့ဘုရင်ကြီးပေါ့နောက်ပိုင်းကျတော့အဲ့ဒီဘုရင်ကြီးကထိနန်းကိုစွန့်ပြီးတော့သူကတောထွက်ပြီးရသေးဝတ်သွားတယ်ရသေးဝတ်သွားပြီးဂင်္ဂမြစ်ရဲ့အောက်ပိုင်းမှာသင်္ကန်းကျောင်းလေးဆောက်ပြီးတော့ဂင်္ဂမြစ်ကမ်းဘေးမှာရသေးကျောင်းလေးဆောက်ပြီးတော့အဲ့ဒီမှာနေတယ်ဇံပိန်ရှင်နဲ့တနေ့ကျတော့ဂင်္ဂမြစ်ထဲမှာသူရေချိုးတဲ့ရေချိုးစိတ်နာကိုရေထဲကနေမျောလာတဲ့တရသီးကြီးတစ်လုံးတော့တွေ့တယ်သူရေချိုးကန်လေးဆိုတရသီးမြင်တော့ဆင်းပြီးတော့ဆယ်ထားပြီးသူသင်္ကန်းကျောင်းလေးယူပြီးတော့တရသီးကိုခွဲပြီးတော့စားကြည့်လိုက်တယ်တစ်စိမ့်လောက်စားလိုက်တာနဲ့ပဲရတာကြောတွေအကုန်စိမ့်ပြီးတော့ဘယ်အသီးနဲ့မှမတူဘူးချိုလိုက်စိမ့်လိုက်ကောင်းလိုက်တာအဲ့ဒီအချိန်မှာဘာဝင်သွားတော့ဆိုသိတ်ကောင်းသွားပြီဆိုလို့ရှိရင်သူကစွဲသွားတယ်စိတ်ထဲမှာနော်စွဲသွားရင်တဏှာဆိုတာဝင်လာကောင်းလိုက်တာဆိုသူ့မှာဒီတရသီးကိုတွေ့တာတဲ့စိတ်ဟာဘလောက်ပြင်းထန်သွားတော့ဆိုလို့ရှိရင်အဲ့ဒီတရသီးကိုကုံသွားမှဆိုလို့တစ်စိတ်ချင်းတနေ့တစ်စိတ်စားပြီးတော့သိမ့်ထားတာနောက်ဆုံးကျတော့တရသီးကကုံသွားတရသီးကုံသွားတာနဲ့အဲ့ဒီတရသီးကလွဲရင်ဒီပြင်အသီးကိုစားချင်စိတ်လုံးဝမရှိတော့ဘူးဒီတရသီးမှမစားရရင်ဒီပြင်အသီးမစားတော့ဘူးလို့ထိအောင်သူ့ရဲ့စိတ်ဆွဲလန်းမှုဖြစ်ပေါ်ပြီးတော့သွားတယ်နောက်ထပ်များခင်းကမြစ်ကျောမှာတရသီးမျောလာအောင်မလားလို့ဆိုမျောလင်းချက်နဲ့မြစ်ကမ်းဘေးမှာထိုင်ပြီးတော့မှိုင်းနေလိုက်တာဘာအစာမှမစားဘဲနဲ့9ရက်တိတိမှိုင်းနေတယ်တဲ့အဲ့ဒီမှာအဲ့ဒါလို့ယသိကြီးထိုင်မှိုင်းပြီးတော့နေတဲ့အခါကျတော့မြစ်ဆောင်နတ်သမီးကမြင်တယ်ဟောဘာများဖြစ်လို့မှိုင်းနေပါလိမ့်မလဲဆိုကိုတင်ပြပြီးတော့မြစ်ဆောင်နတ်သမီးကမေးတယ်ပေါ့ဘာဖြစ်လို့မှိုင်းနေတာလဲဘာလို့ကျင်လို့လဲနဲ့မေးတဲ့အခါကျတော့သူကပြောပြတယ်ပြီးခဲ့တဲ့9ရက်ကဟောဒီထဲမှာတရသီးတစ်လုံးမျောလာတယ်အဲ့ဒီတရသီးအရသာစားပြီးကြတယ်ဒီပြင်အသီးနှံနေသူရှာနဲ့မတွေ့တော့ဘူးတဲ့အဲ့တော့လူဘွားရလာတယ်မှာဒီလောက်ကောင်းတဲ့အသီးစားပြီးမှတော့နောက်ထပ်မကောင်းတာတွေမစားကြတော့ဘူးပေါ့လေသေခြင်းလဲသေပါစေဒီအသီးရမှစားတော့မယ်ဆိုပြီးတော့သူမှိုင်းနေတယ်ဆိုတဲ့အကြောင်းပြောနတ်သမီးကတရားချပြီမဲ့လို့မရဘူးမရတော့နတ်သမီးကအဲ့ဒါလို့ဆိုလို့ရှိရင်လေဟောဒီတရသီးဟာဂင်္ဂမြစ်အထက်မှာတရဥယျာဉ်ကြီးရှိတယ်အဲ့ဒီတရဥယျာဉ်ကြီးကနေပြီးတော့တရပင်ကကြွေကြလို့မျောလာတဲ့အသီးဖြစ်တယ်အဲ့ဒီတရဥယျာဉ်ကို तू ပို့ပေးပါမယ်လို့ဆိုပြီးနတ်သမီးကအကူညီတဲ့အနေနဲ့အဲ့ဒီရသေးကြီးကိုတရဥယျာဉ်နဲ့ပို့ပေးလိုက်တယ်ပို့ပေးလိုက်တော့ရသေးကြီးလဲဝမ်းသာပြီးတော့တရသီးတွေစားပြီးတော့အဲ့ဒီဥယျာဉ်ထဲမှာနေတယ်အဲ့ဒီ तू တရပင်ဥယျာဉ်ထဲမှာရောက်တဲ့အချိန်မှာဥယျာဉ်နဲ့လှက်ပတ်ကြည့်တော့နေပိုင်းမှာ तू လှက်ပတ်ကြည့်တယ်ရှိကနေကြီးထွက်လာတဲ့အခါကျတရဥယျာဉ်နဲ့လက်တွေ့တော့ဘာတွေ့တော့ဆိုလို့ရှိရင်ထမ်းပင်လောက်ရှိတဲ့အရက်ကြီးနဲ့တကူလုံးကလည်းမီးတွေကရဲတောက်ပြီးလက်နှစ်ဖက်မှာလည်းပဲလက်တစ်ဖက်မှာလက်ချောင်းတစ်ချောင်းပဲရှိတယ်အဲ့ဒီလက်ချောင်းတစ်ချောင်းမှာလည်းပဲလက်သေးကြီးတွေကအရှည်ကြီးတွေနဲ့သူ့ကြောကုန်းကိုသူခွာစားနေတဲ့ပြိတ္တာကြီးတကောင်သွားတွေ့တယ်အော်ဟစ်ညင်းညူတဲ့အတန်နဲ့အဲ့ဒါလိုအရက်ကြီးကလည်းထမ်းပင်လောက်ရှိတယ်တဲ့သူ့ကြောကုန်းကိုသူ့လက်ကြီးနဲ့သူခွာစားပြီးဒီကိုယ်လုံးကလည်းမီးရဲတောက်နေတယ်အဲ့ဒီထူးဆန်းတဲ့တ attva ကြီးကိုသူသိတော့တွေ့ရတဲ့အခါကျတော့ဒါကြီးကိုထူးဆန်းပြီးတော့သူကြည်နေတယ်ပေါ့တရပင်အရိတ်ကနေပြီးတော့ကြည်နေတဏီကုံမဲအဲ့ဒီတ attva ကြီးဟာဆင်းရဲဒုက္ခတွေခံစားရပြီးနေလဲဝင်သွားရောဘာဖြစ်သွားတော့ဆိုထမ်းမင်လောက်အရက်ကြီးကလည်းပျောက်သွားတယ်မီးတွေလည်းငြိမ်းသွားတယ်သူ့ရဲ့ပုံပန်းတဏ္ဍာကပြောင်းသွားတယ်နတ်သားလေးဖြစ်သွားတယ်အဲ့အချိန်ကျထမ်းပင်လောက်ဒီမီးတရေကြီးကနတ်သားလေးလိုဖြစ်သွားပြန်ခုနတုန်းကတော့ဒုက္ခခံနေရတာဆိုတော့ तू မေးလို့မရဘူးလေအဲ့ဒါလို့နတ်သားအသွင်ပြောင်းသွားတဲ့အခါကျတော့သူ့ရဲ့အချမ်းရံနတ်သမီးတွေအားလုံးကရောက်ရှိလာပြီးတော့ဘုံမိမ့်မှန်ပေါ်မှာတက်သွားဖို့လာတော့သူနဲ့တွေ့တယ်
တွေ့တဲ့အခါအဲ့ဒီကြတော့မှမေးတာပေါ့ဘယ်လိုလဲခုနတုန်းကတော့ကြောက်เสียအယုတ်ကြီးဒီကုလုံးကလည်းမီးတွေဟုံဟုံတောက်ကိုကျောကုန်းကိုကိုလက်သေးနဲ့ကိုခွာပြီးတော့စားနေရတဲ့ဘဝအော်ဟစ်ညင်းညူပြီးတော့နေရပြီးတော့အတန်ဆိုးကြီးနဲ့အော်ဟစ်ပြီးတော့ဒီမကြောက်ဝမနာအတန်ကြီးနဲ့စူးညံပြီးတော့ဒီလိုဒုက္ခတွေခံနေရတာစောစောမြင်တယ်အခုကြတော့လေချောလို့လှလို့နတ်သားအသွင်ဖြစ်နေပါလားမေးတော့သူကဝေမာနိကပြိတ္တာဗိမာန်ရှိတယ်ဗိမာန်ရှင်နေဝင်သွားတာနဲ့တပြိုင်နက်သူအကုသိုလ်ကဂုံသွားပြီကုသိုလ်ကအကျိုးပေးတာနော်နေ့လယ်ပိုင်းမှာဆိုရင်သူအကုသိုလ်ခံရတယ်နေထွက်လာတာနဲ့သူရုပ်ကပြောင်းသွားတယ်နေဝင်သွားတာနဲ့သူရုပ်ကအကောင်းဘက်ပြန်ရောက်သွားပြန်အဲ့ဒီတော့အဲ့ဒီပြိတ္တာကယသိကြီးကိုမေးတယ်ရှင်သေးကြီးကျွန်ုပ်ကိုမမှတ်မိဘူးလားတဲ့အေးမမှတ်မိဘူးရှင်သေးကြီးဘယင်းဘဝတုန်းကကျွန်ုပ်ဟာရှင်သေးကြီးရဲ့ပရောဟိတ်ပုံနာကြီးပဲတဲ့ဟောအဲ့ကြတော့မှသူကသူ့ဇာလန်းကိုပြန်ဖော်ပြသူကပရောဟိတ်ပုံနာကြီးတရားရုံးမှာသူ့ကိုတရားဆုံးဖြတ်ဖို့ဘယင်းကြီးကယာရုခန့်ထားတာအဲ့ဒီလိုယာရုခန့်ထားတဲ့ပရောဟိတ်ပုံနာကြီးကနေပိုင်းမှာဆိုလို့ရှိရင်တရားရေးမှာလာရင်ဆိုင်တဲ့ပုဂ္ဂိုလ်တွေပတ်စံပေးတဲ့လူငွေထိုးတဲ့လူသူကအနိုင်ပေးတယ်ပတ်စံပေးနိုင်တဲ့လူကိုအနိုင်ပေးတယ်တရားဆုံးဖြတ်တယ်ဘယ်တော့မှမှန်မှန်ကန်ကန်ဆုံးဖြတ်မပေးဘူးအဲ့ဒီခေတ်ကစငွေများတရားနိုင်ဆိုတာအဲ့ဒါပတ်စံပေးရင်အနိုင်ပေးလိုက်တာပဲတစိုးလက်ဆောင်စားတယ်ခေါ်တာပေါ့ပတ်စံပေးရင်အနိုင်ပေးလိုက်တယ်အဲ့ဒီလိုသူကတရားဆုံးဖြတ်ခဲ့တဲ့တရားသူကြီးဖြစ်ခဲ့တယ်တဲ့ဘယင်ကြီးကသူ့နန်းတော်သားတွေအဲ့ဒီယသိကြီးကဘယင်ကိုငကောကဘယင်ကနေတောထွက်လာတော့ယသိဖြစ်နေတာအဲ့ဒီသူဘယင်ဘွားတုန်းကသူနန်းတော်မှာရှိတဲ့လူတွေအားလုံးကိုဥပုသ်ဆောင်ခိုင်းတယ်ဥပုသ်နေကြအမတ်တွေဝန်ကြီးတွေအားလုံးဥပုသ်ဆောင်ခိုင်းတယ်နန်းတော်သားတွေဥပုသ်ဆောင်ခိုင်းတယ်သူကိုယ်တိုင်လည်းဥပုသ်ဆောင်အဲ့ဒီနေ့ကျတော့ဘုရင်ကြီးစီအခါစားရောက်လာတဲ့အခါကျတော့ဘုရင်ကြီးကမေးတယ်အမတ်ကြီးတို့ဒီကနေ့ဥပုသ်နေ့ဥပုသ်ဆောင်ကြရလားလို့ဆိုကျန်တဲ့အမတ်ကြီးတွေကမှန်ပါဗျာတပည့်တို့ဥပုသ်ဆောင်ပါတယ်ဗျာပေါ့အကုန်လုံးကစောင့်ပါတယ်နဲ့ပဲတကယ်လဲစောင့်ကြတယ်အဲ့ဒီပုံနာကြီးမေးလိုက်တဲ့အခါကျတော့သူကတရားရုံးကဆင်းလာခဲ့ပြီလေမဟုတ်တာတွေလှုပ်ထားခဲ့ပြီသူကအဲ့တော့ညနေအိမ်ပြန်ကန်ဒီဘုရင်ကြီးစီလာတော့ဘုရင်ကြီးကဆရာကြီးရောဘယ်နဲ့တော့ဥပုသ်ဆောင်လားဆိုစောင့်ပါတယ်တဲ့သူကလည်းသူများတွေကစောင့်ပါတယ်ထဲမှာ तू မစောင့်ပါဘူးလို့ပြောရမှရှက်တယ်လေလူကလည်းသူများတွေလှုပ်ရတဲ့နဲ့ကိုမလှုပ်ရင်ရှက်တယ်အဲ့တော့စောင့်ပါတယ်လို့ပြောဘုရင်စီကနေဆင်းလာကြတဲ့အခါကျဘုရင်ကြီးကို तू လိန်ပြောလိုက်တာပဲဆင်းလာတဲ့အခါကျတော့ဘေးကအမတ်ကြီးတွေကဘယ်နဲ့လဲဆရာကြီးဥပုသ်လည်းမယူဘဲနဲ့ဘယ်နဲ့ကြောင့်ဥပုသ်ဆောင်တယ်လို့ပြောခဲ့တာတုံးဆိုတော့ तू ကဘာပြောတော့ဆိုမနေ့ကလည်းနေစာမစားဘူးတဲ့အာယုံစာမနေ့စာပဲစားခဲ့တယ်မွန်းလွဲတဲ့အချိန်မစားသေးဘူးအိမ်ပြန်ရောက်ရင်ညစာမစားတော့ဘူးပေါ့သွားတိုက်ပြီးရင်ဒီနေ့ညတော့ဥပုသ်ယူလိုက်မယ်ပေါ့နော်ညထက်ဝက်ဥပုသ်တော့ရမယ်ပေါ့သူပြောတဲ့အတိုင်းအဲ့ဒီနေ့ညသူဥပုသ်ဆောင်ရှာတယ်အိမ်ပြန်ထမင်းမစားတော့ဘူးသူအဲ့ဒီနေ့ဥပုသ်ဆောင်မယ်ဆိုပြီးတော့အဲ့ဒီနေ့အိမ်လည်းပြန်ရောက်ရောပါဇက်တွေပါတွေဆေးကြောပြီးသူကမစားတော့ဘူးညစာမစားဘဲနဲ့ဥပုသ်ဆောင်လိုက်တယ်အဲ့ဒါလေးက तू လုံးလိုက်တဲ့ကုသိုလ်ကံနောက်တစ်ခုက तू တရားရုံးမှာအမျိုးသမီးတယောက်ရောက်လာအရင်ရက်တွေမှာအမျိုးသမီးတယောက်ရောက်လာအဲ့ဒီအမျိုးသမီးကတရားကအဆုံးဖြတ်လို့မပြီးသေးဘူးဥပုသ်နေ့ဖြစ်လို့အမျိုးသမီးကဥပုသ်ဆောင်အချိန်ကလည်းမမီဘူးထမင်းချိုင်းကလည်းပါမလာတော့အမျိုးသမီးကလည်းဘလောက်စေရနာတရားထက်သန်တဲ့အမျိုးသမီးလဲဆိုဥပုသ်တော့အဖြတ်မခံဘူးပေါ့ဒီနေ့တနေ့မစားရလို့မသေးဘူးဆိုပြီးတော့ခံတွင်းနေပါလေဆေးကြောပြီးသွားတွေပါလေတိုက်ပြီးတော့ဥပုသ်ဆောင်မယ်ပေါ့မစားတော့ဘူးပေါ့မွန်းလွဲတော့မယ်12နာရီထိုးရင်ဟိုဘက်မစားတော့ဘူးဆိုပြီးအမျိုးသမီးကဥပုသ်သီလစောင့်တည်ထားတယ်အဲ့ဒါကိုတိလိုက်တဲ့ပုံသားကြီးကသူ့ဥယျာဉ်ကနေပြီးတော့တရတိတခိုင်လာပြီးတော့ဥယျာဉ်မှုကလာပေးတယ်အဲ့ဒီတရတိခိုင်တွေကတရတိကိုအဲ့ဒီအမျိုးသမီးကိုပေးလိုက်တယ်တဲ့ဟောဒီတရတိလေးစားပြီးတော့အိမ်ပြန်မမှီဘူးဆိုရင်တရတိလေးစားပြီးဥပုသ်ဆောင်လိုက်ပါပေါ့ဟောဒါနကောင်းမှုလေးသူလုပ်လိုက်တယ်ဘုရင်ကြီးပြောထားတဲ့အတိုင်းညထက်ဝက်ကလေးညနေချမ်းအိမ်ပြန်တဲ့အခါမှာဥပုသ်လေးဆောက်တည်လိုက်ပြီးတော့ဥပုသ်ဆောင်လိုက်တယ်
အဲ့ဒါသူလှုပ်တဲ့ကုသိုလ်ပဲသူလှုပ်ခဲ့တဲ့အကုသိုလ်တွေကဘာလို့ဆိုရင်နေ့ခါမှာတရားယုံထိုင်ပြီးတော့မတရားတဲ့အမှုတွေကိုဆုံးဖြတ်တယ်တဲ့တစိုးလက်ဆောင်စားပြီးတော့ဆုံးဖြတ်တယ်တသက်တာလုံးသူဒီလှုပ်သွားတာဒီနေ့ကျတော့ကံကုံတော့သေဆုံးသွားတဲ့အခါကျတော့သူဘယ်သွားဖြစ်တုံးဆိုရင်တရသီးကိုဥပုပ်တဲ့အမျိုးသမီးကိုတရသီးလှူခဲ့သည့်အတွက်ကြောင့်ဟောဒီတရဥယျာဉ်ကြီးထဲမှာသူလာပြီးတော့ပြိတ္တာလာဖြစ်တယ်။ဒါတရသီးလှူခဲ့တဲ့ကုသိုလ်ကြောင့်ဟောဒီတရဥယျာဉ်ကြီးကသူပိုင်တဲ့တရဥယျာဉ်ကြီးဖြစ်လာ။ညဥပုပ်ဆောင်ခဲ့သည့်အတွက်ကြောင့်ညကြတဲ့အခါကျတော့သူကနတ်သားအသွင်နဲ့နတ်စည်းစိမ်ကိုခံစားရတယ်ဘုံဘိမှန်ကြီးနဲ့တညာလုံးနေ့အခါမှာတစိုးလက်ဆောင်စားပြီးတရားဆုံးဖြတ်သည့်အတွက်ကြောင့်နေထွက်လာတာနဲ့တပြိုင်နက်ဗိမာန်ပေါ်မှာမနေနိုင်ဘူးဗိမာန်ပေါ်ကဆင်းလာတယ်ဆင်းလေလာလိုက်ရောသူ့ရုပ်ကြီးကထမင်းကြီးလောက်ဖြစ်သွားတယ်ရုပ်ကြီးကပြောင်းသွားတယ်ပြောင်းသွားပြီးတော့ခန္ဓာကိုယ်ကမီးဟုံးဟုံးတောက်လာလက်ထဲမှာလည်းပဲလက်သေးကြီးတွေကအရှည်ကြီးတွေဖြစ်လာတယ်အဲ့ဒါနဲ့သူကြောရုံကုန်းသူထိုးခွာပြီးတော့စားနေရတယ်တဏီကုံအော်ဟစ်ရတယ်မနဲ့မိုးလင်းတဲ့ချိန်ကနေစပြီးနေထွက်တဲ့ချိန်ကစပြီးနေဝင်ထိအောင်ဒုက္ခခံကုသိုလ်နဲ့အကုသိုလ်ကိုရောလှုပ်ထားခဲ့သည့်အတွက်ကြောင့်အဲ့ဒီပြိတ္တာဟာအဲ့ဒီဒုက္ခကိုခံရတယ်ဆိုတာကိုယတိကြီးကိုသူပြောပြတယ်ယတိကြီးဟာတခြားမဟုတ်ဘူးသူတို့ရဲ့ဘုရင်မင်းတရားကြီးပဲအဲ့ဒီယတိကြီးကိုပြောပြတဲ့အခါကျတော့ယတိကြီးကလည်းအော်ငါလဲတရတိစားလို့တဲ့တဏှာအလိုလိုက်ပြီးတော့ငါအခုဒီရောက်နေတယ်ဒီတဏှာကတိုးပွားလာလို့ရှိရင်ငါ့ကိုအပင်ငရဲချမှာပဲလို့ဆိုပြီးတော့တဏှာရဲ့အလိုကိုငါမလိုက်တော့ဘူးလို့စိတ်ဆုံးဖြတ်တယ်ပြိတ္တာကြီးကသူ့ရဲ့ပရောဟိတ်ပုံနာကြီးဆိုတော့အရှင်မင်းကြီးအရှင်ယတိကြီးဒီမှာပဲသတင်းသုံးပါသူကတရတိနဲ့လှူဒန်းထောက်ပံ့ပါမယ်ဆိုမနေတော့ဘူးတဲ့ငါပြန်တော့မယ်ငါနေရငါပြန်တော့မယ်ဒီမှာဆက်မနေချင်တော့ဘူးတန်ဝေကတွေရပြီးယတိကြီးကပြန်ကျင်တယ်ဆိုတော့အဲ့ဒီပြိတ္တာကသူတကိုးနဲ့လိုက်ပြီးတော့ပို့ပေးလိုက်တယ်ပို့ပေးပြီးတော့တရတိကိုလည်းအမြဲတမ်းပို့ပေးနေတယ်တဲ့ဒါအဲ့ဒီဇာလန်းကလေးတစ်ခုရှိတယ်950ထဲမှာကိဉ္စန္ဒဆိုတဲ့ဇာလန်းလေးအဲ့ဒီဇာလန်းမှာကြည့်မယ်ဆိုလို့ရှိရင်အဖြူအမဲတွဲပြီးတော့လှုပ်ခဲ့သည့်အတွက်ကြောင့်အဲ့ဒီပြိတ္တာဟာဘာလို့ဆိုရင်ညဆံနေခံညဆံဆိုတဲ့ဘဝမျိုးပေါ့ညကြတော့ကောင်းကျိုးချမ်းသာကိုခံစားရတယ်နေ့အခါကျတော့ငရဲခံရတယ်ဒုက္ခခံရတယ်ဒါတော့လူဘဝမှာလည်းလူတွေလည်းကောင်းတာနဲ့ကြုံလိုက်ဆိုးတာနဲ့ကြုံလိုက်ဒုက္ခရောက်လိုက်ကြဒါအကုသိုလ်တွေအကျိုးပေးလဲကြုံတဲ့အခါကျတော့ဘာလို့အဆင်မပြေဘူးဒုက္ခတွေရောက်တယ်ကုသိုလ်ကံအကျိုးပေးလဲကြုံတဲ့အခါကျတော့လုံးသမျှတွေအဆင်ပြေနေတယ်ဟောဒီလိုအစဉ်ပြေလိုက်မပြေလိုက်ဆိုတာကိုလူတွေကကြည့်ပြီးတော့ကံတရားအတိုင်းပဲပြောကြတာလေအဲ့တော့လှုပ်လာခဲ့တာကိုလှုပ်ခဲ့တဲ့အတိတ်ကံတွေပဲအဲ့ဒါလို့အတိတ်ကံတွေဆိုတာကပြန်ပြောင်းလို့မရတော့ဘူးဒါမှန်တယ်ပြီးခဲ့ပြီပြန်ပြောင်းလို့မရပေမဲ့လှုပ်လို့ရတာဘာရှိတော့ဆိုရင်ပစ္စုပန်ကံအကောင်းအောင်လုပ်ဖို့လိုတယ်တဲ့ဒါကိုသတိထားဖို့လိုတယ်ပေါ့အခုလက်ရှိဘဝမှာအကုသိုလ်ကံတွေနည်းနိုင်သမျှနည်းအောင်ကုသိုလ်ကံတွေများနိုင်သမျှများအောင်ကိုယ်စိတ်ကိုပြုပြင်ဆောက်တည်ဖို့စိတ်ကလေးကိုဖြူစင်အောင်လုပ်ဖို့အမှန်တမ်းအရေးကြီးတယ်ကံပြင်တဲ့နည်းကံပြင်ရမယ့်နည်းကဘာလို့ဆိုလို့ရှိရင်လူတိုင်းမကောင်းမှုအကုသိုလ်လုပ်မိတယ်ဆိုတော့ရှင်လေးတွေကြိုးလေးတွေကစပြီးတော့တတ်မိတယ်ဆိုတော့ပါဏာတိပါဒကံလုပ်တယ်ဆိုတယ်ဒီနေ့ကနေစပြီးတော့ရှင်လေးတွေကြိုးလေးတွေပွက်စိတ်လေးတွေကစပြီးတော့ဘယ်အကောင်မှမတတ်တော့ပါဘူးအဲ့ဒီတတ်တဲ့ပါဏာတိပါဒအမှုဆိုတာမကောင်းဘူးများလာလို့ရှိရင်အပင်ငရဲကိုချရတဲ့အပင်ငရဲဖြစ်စေတတ်တဲ့အပင်ငရဲကလွတ်လာလို့ရှိရင်လည်းယောဂများတယ်အသက်တိုးတယ်လူကရောက်လာတဲ့လူတွေကြည့်လေငယ်ငယ်လေးတွေကဆေးကန်းသွားနေရတဲ့လူတွေရှိတာပဲငယ်ငယ်လေးတွေကယောဂနဲ့နော်တချို့မြတ်ပေါက်စလေးနဲ့ကိုယောဂပါလာရှိတော့ကဆိုအသက်ကြီးမှသွေးတိုးတို့ဘာလို့ဖြစ်တယ်ဆိုတော့အခုငယ်ငယ်လေးနဲ့သွေးတိုးတွေလည်းပြည့်အဲ့တော့ယောဂဆိုတာအကုသိုလ်မှုပြုလာတဲ့ပုဂ္ဂိုလ်ကငယ်ငယ်တည်းကကိုယောဂများလာတယ်ပြီးတော့လည်းအသက်လည်းတိုးတယ်ဟောပါဏာတိပါဒအမှုကမကောင်းဘူးလို့သိလာတဲ့အခါမှာဒီကံတရားကလွတ်မြောက်ချင်လို့ရှိရင်ဘယ်လိုလုပ်ရမလဲကိုလုံးမိထားတယ်ဥပမာပဲပါဏာတိပါဒကံလုံးမိတယ်အာရိဏကတရကံလုံးမိတယ်မုဒဝါရကံလုံးမိတယ်ဆိုပါစို့တခုလုံးမိလို့ရှိရင်မကောင်းဘူးဆိုတာကိုပထမမြင်ရမယ်
မြင်ပြီးတဲ့အခါကျတော့နောက်ထပ်ရှောင်ရမယ်နံပါတ်2ကရှောင်ပြီးတဲ့အခါမှာကောင်းတာကိုဆက်လုပ်ရမယ်ရှောင်ယုံတတ်တတ်နဲ့မရဘူးကောင်းတာတွေကိုဆက်လုပ်ဖို့လိုသေးတယ်ဥပမာတတ္တဝါအသက်တတ်တာမကောင်းဘူးဆိုတာမြင်ရမယ်မြင်ပြီးသည့်အတွက်ကြောင့်သူများအသက်တတ်ဖို့ရှောင်ရမယ်ရှောင်ပြီးတော့မေတ္တာဘာဝနာပွားရမယ်ကရုဏာတရားထားရမယ်ကြိုးစားရမယ်ဟောအဲ့လိုဆိုလို့ရှိရင်ဟောဒီကိုလုတ်ခဲ့တဲ့ပါဏာတိပါဒကံကတဖြည်းဖြည်းနဲ့သူ့ကိုကုသိုလ်ကံတွေကလွှမ်းမိုးထားသည့်အတွက်ကြောင့်အကျိုးပေးဖို့သူ့မှာ chance မရတော့ဘူးအခွင့်အရေးမရဘူးလို့ဒီလိုပြောတာပျောက်သွားတယ်လို့ပြောတာမဟုတ်ဘူးနော်အခွင့်အရေးမရအောင်လုပ်ထားလို့ရတယ် isolated ပေါ့ဆိုပါစို့မျိုးစေ့လေးတစ်ခုဟာမြေနဲ့ရေနဲ့မထိရလို့ရှိရင်အပင်မပေါက်ဘူးဒါသိကြတယ်အဲ့တော့မြေနဲ့ရေနဲ့မထိရအောင်ခြောက်သွေးတဲ့နေရာပလင်းထဲတို့တနေရာမှာထည့်ထားရင်အဲ့ဒီမျိုးစေ့တွေကအပင်ပေါက်ပါအောင်မလားမပေါက်ဘူးအဲ့ဒီနီးပဲမကောင်းတဲ့ကံကိုအဲ့ဒါလိုဖယ်ရှားဖြစ်တဲ့နီးမျိုးစေ့ကိုဖျက်ဆီးဖြစ်တဲ့နီးကြတော့ဓိတဲ့ပြင်းထန်အဲ့ဒါကြပါတော့ဆိုရင်တရားကျင့်ပြီးတော့မေဖို့နိဗ္ဗာန်ကိုရအခုပြောတဲ့စတုထကံမျိုးအမဲလည်းမဟုတ်ဘူးအဖြူလည်းမဟုတ်ဘူးမဂ်ခင်7ပါးကိုပွားတယ်ဘုဇင်9ပါးကိုပွားတယ်ပွားလိုက်သည့်အတွက်ကြောင့်အဲ့ဒီမဂ်ခင်တို့ဘုဇင်တို့ဆိုတဲ့မက်စိတ်နဲ့ရှင်ပြီးတော့ဖြစ်လာတဲ့စေရနာဆိုတဲ့အဲ့ဒီတဘာဝတရားတွေကရှိသမျှကံတွေကိုခြေဖြတ်ပစ်တယ်ခြေဖြတ်ပစ်တယ်ဆိုတာကံကိုတိုက်ရိုက်ခြေဖြတ်တာမဟုတ်ဘူးကံဒီကိလေသာနဲ့ပေါင်းမှအကျိုးကိုထုတ်လုပ်တယ်အဲ့ဒီကိလေသာတွေကိုဖျက်ဆီးပစ်လိုက်တယ်ကိလေသာဖျက်ဆီးပစ်လိုက်လို့ရှိရင်ကံဒီအကျိုးမပေးနိုင်တော့ဘူးလို့ဒီလိုပြောတာအဲ့ဒီနီးကနေပြီးတော့ကံကနေလွတ်မြောက်သွားနိုင်ပါတယ်ဒါလွတ်မြောက်စေတဲ့နီးတစ်ခုပဲเนาะလွတ်မြောက်အောင်လုပ်တဲ့နီးတစ်ခုပဲကံတရားတွေအလုံးကလွတ်ဖို့ဘယ်သူ့ကိုခြေဖြတ်ရမလဲကိလေသာကိုခြေဖြတ်ဒါကြောင့်မို့လို့ကြည့်ဝတ်သုံးပါးဆိုတာအလုံးကြားဘူးကြတယ်ကမ္မဝကိလေသာဝဝိပါကဝအဲ့ဒါကိုမြန်မာလိုနားလည်အောင်ပြောမယ်ဆိုလို့ရှိရင်ကိလေသာဝဆိုတာဘာတော့ဆိုရင်လိုချင်တယ်လိုချင်တော့ဘာလုပ်လဲလိုချင်တော့လှုပ်တယ်လှုပ်တော့ဘာဖြစ်လဲရတယ်ဟောစကားသုံးခုမှတ်တာလိုချင်တယ်လှုပ်တယ်ရတယ်ရတော့ဘာဖြစ်ပြန်တော့လိုချင်ပြန်တယ်လှုပ်ပြန်တယ်ရပြန်တယ်ဘာဖြစ်တော့လိုချင်ပြန်တယ်လှုပ်ပြန်တယ်ရပြန်တယ်ဟောဒီဟာလဲနေတာအဲ့ဒါကိုဝတ်လဲတယ်လို့ပြောတာနော်လူတွေကဒါကိုဝတ်လဲတယ်လို့မထင်ဘူးသူများမဟုတ်တာလို့ပြီးကိုခံရတဲ့အခါကျမှငါဝတ်လဲတာပဲနဲ့ပြောနေတာဒီမှာဝတ်လဲတယ်ဆိုတာအဲ့ဒါကိုပြောတာမဟုတ်အကြောင်းနဲ့အကျိုးနဲ့ဆက်ပြီးလဲနေတာကိုပြောတာနော်အကြောင်းနဲ့အကျိုးဆက်ပြီးတော့လဲနေတာကိုပြောတာကြည့်ကိလေသာဆိုတာလိုချင်တယ်ဆိုတာတဏှာကိုပြောတာဒါကိလေသာဝတ်ကိလေသာဝတ်ရှိတဲ့အခါကျတော့လိုချင်လို့ဘာဖြစ်တုံးလှုပ်တယ်ဟောကမ္မဝတ်တွေကံတွေဖြစ်တယ်လို့ပြောတာလှုပ်တော့ရတယ်ဆိုတာဝိပါကဝတ်ရလာပြန်တော့လိုချင်ပြန်တယ်ဆိုတာကိလေသာဝတ်ပြန်ဖြစ်လာပြန်ဟောလဲနဲ့အဲ့သုံးမှုအကန့်ကလေးသုံးမှုလဲနေတာဆက်ဝိုင်းလေးထဲမှာအကန့်ကလေးသုံးမှုထားလိုက်တစ်ခုကလိုချင်တာတစ်ခုကလှုပ်တာတစ်ခုကရတာဟောလဲပတ်နေတာရလာရင်ထပ်လိုချင်ပြန်တယ်ထပ်လိုချင်ရင်ဘာဖြစ်ပြန်တော့ထပ်လှုပ်ပြန်တယ်ထပ်လှုပ်ပြန်ရင်ဘာဖြစ်မှာတော့ထပ်ရပြန်တယ်အဲ့တော့ဘယ်အကန့်ကိုဖြတ်ရမလဲလို့ဆိုလို့ရှိရင်လိုချင်တယ်ဆိုတဲ့ကိလေသာအကန့်ကိုဖြတ်လိုက်ရလိုချင်တယ်ဆိုတဲ့အဲ့ဒီအကန့်ကိုဖြတ်လိုက်လို့ရှိရင်မလိုချင်တော့ဘူးဟောကိလေသာမရှိတော့ဘာဖြစ်တော့မလှုပ်တော့ဘူးမလှုပ်ရင်မရတော့ဘူးဒီလိုသွားတာအဲ့ဒါကိလေသာဝတ်ကိုပယ်လိုက်လို့ရှိရင်ကမ္မဝတ်ကပယ်ပြီးသားဖြစ်သွားတယ်ကမ္မဝတ်ပယ်လိုက်လို့ရှိရင်ထိုကံကထုတ်လုပ်တဲ့အကျိုးတရားတွေမလာတော့ဘူးဒါကြောင့်မို့လို့တရားတော်မှာပရိစ္ဆေသမုပ္ပါမှာကြည့်လေကမ္မဝတ်နဲ့ကိလေသာဝတ်နှစ်ခုတွဲပြီးတော့ဘဝတစ်ခုထုတ်တယ်ဆိုတာဘုရားဟောထားတယ်အဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏဝိညာဏဆိုတာဒီဘဝရဲ့အစဆုံးစိတ်ကိုပြောတာအဲ့ဒီအစဆုံးစိတ်ကလေးကိုဘယ်သူကထုတ်တုံးဆိုရင်အဝိဇ္ဇာနဲ့သင်္ခါရနှစ်ခုပေါင်းထုတ်လိုက်တာအဝိဇ္ဇာဆိုတာကိလေသာကိုရည်ညွှန်းပြီးတော့ပြောတာသင်္ခါရဆိုတာကံကိုရည်ညွှန်းပြောတာအဝိဇ္ဇာနဲ့ဒီကံနဲ့ကိလေသာနှစ်ခုပေါင်းပြီးတော့ထုတ်လိုက်တဲ့အခါကျတော့ဝိပါကဝတ်ကိုရတယ်အဲ့တော့မြတ်စွာဘုရားကတရားတော်မှာကျင့်ပြီးတော့ဖယ်ရှားပြရမှာဘယ်သူကိုဖယ်ရှားရမှာလဲဆိုကံကိုဖယ်ရှားလို့ရမလားလို့စဉ်းစားကြည့်ပေါ့ကိုယ့်အကိုယ်သဘာဝတစ်ခုစဉ်းစားကြည့်လှုပ်ပြီးသားတစ်ခုကိုမလှုပ်ရသေးဘူးလို့ပြောလို့ရမလား
လုတ်ပြီးတာပြီးသွားပြီလေပြန်ပြင်လို့ရသေးလားဥပမာလူတယောက်ကိုဆဲပြီးသွားလို့ရှိရင်ဆဲပြီးနေတာကိုမဆဲရသေးဘူးလို့ပြောလို့ရမလားအဲ့ဒါကိုအင်္ဂလိပ်လိုပြောတော့ what have been done cannot be undone လို့ပြောတာနော်လုတ်ပြီးသားတစ်ခုဟာမလုတ်ဘူးလို့ပြောလို့မရဘူးတဲ့အဲ့တော့ကံဟာအဲ့ဒီတိုင်ပဲတစ်ခုလုတ်ပြီးသားဖြစ်သွားလုတ်ပြီးသားဖြစ်သွားသည့်အတွက်ကြောင့်ကံကိုပြန်ပြင်လို့မရဘူးပြင်လို့ရတာဖြတ်လို့ရတာဘာတော့ဆိုလို့ရှိရင်ကံကိုအထောက်အကူပြုနေတဲ့ကိလေသာကိုဖယ်ရှားပြရမယ်ကံကိုဖြစ်ပေါ်စေနေတဲ့ကိလေသာတရားတွေကိုဖယ်ရှားပြရမယ်ကိလေသာတရားတွေကိုဖယ်ရှားပြလိုက်လို့ရှိရင်ကိလေသာအကူအညီမရလို့ရှိရင်ဒီကံဒီအကျိုးမပေးတော့ဘူးတဲ့ဟောသူ့အဖို့မရှိသည့်အတွက်ကြောင့်အကျိုးမပေးတော့ဘူးခုနကမျိုးစေ့လေးဒီမြေနဲ့ရေနဲ့တွေ့မှအပင်ပေါက်တယ်မြေနဲ့ရေနဲ့လွတ်အောင်ထားလိုက်လို့ရှိရင်သူအပင်မပေါက်နိုင်တော့ဘူးမျိုးစေ့လေးကတော့ရှိနေသေးတယ်ပေါ့အဲ့ဒါလိုအကြောင်းတရားတွေမဆုံစည်းအောင်လှုပ်ထားခြင်းဒီပင်လေကံကလွတ်မြောက်ခြင်းလို့ဒီလိုပြောတာနော်အဲ့တော့ကောင်းပြီအဝိဇ္ဇာဆိုတဲ့ကိလေသာသို့မဟုတ်တဏှာဆိုတဲ့ကိလေသာကိုဘာနဲ့ဖယ်ရှားပြရမလို့ဆိုရင်မက်နဲ့ဖယ်ရှားပြရမယ်မက်ဆိုတာအစွမ်းထက်တဲ့မဂ်ကင်၈ပါးအုပ်စုအစွမ်းထက်အောင်ကိုယ့်ရဲ့ဒီနှလုံးသားထဲမှာရှိတဲ့ကိုယ့်ရဲ့အတွင်းမှာရှိတဲ့စွမ်းရည်တတ္တိတွေကိုတိုးမြင့်ပြီးတော့ပေးရမယ်ဘာတွေတိုးမြင့်ပေးတော့တမ္မာဒိဋ္ဌိမှန်ကန်တဲ့အမြင်တမ္မာသင်္ကပ္ပမှန်ကန်တဲ့အတွေးတွေတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝမှန်ကန်တာပြောတယ်မှန်ကန်တာလုပ်တယ်မှန်ကန်တဲ့အသက်မွေးမှုဆိုတဲ့ကိုယ်ချင်းတရားတွေပြီးပြီဆိုတဲ့အခါကျတော့တမ္မာဝါယာမမှန်ကန်ကြိုးစားမှုအကုသိုလ်မဖြစ်ရအောင်ကြိုးစားတာဖြစ်လာရင်ဖယ်ရှားဖို့ကြိုးစားတာကုသိုလ်မဖြစ်သေးရင်ဖြစ်အောင်လုပ်တာဖြစ်ပြီးရင်တိုးပွားလာအောင်ကြိုးစားတာအဲ့ဒီမှန်ကန်တဲ့ကြိုးစားမှုတမ္မာတတိမှန်ကန်တဲ့အပေါ်မှာတတိထားတာတမ္မာတမာတိမှန်ကန်တဲ့အပေါ်မှာစိတ်တည်ငြိမ်မှုထားတယ်ဆိုတဲ့အဲ့ဒီစွမ်းအားတွေကိုယ်တဏ္ဍမှာပြည့်လာအောင်လုပ်တာဒါမဲ့လို့ခေါ်တယ်အဲ့ဒီမေတ္တရားတွေကအစွမ်းထက်လာပြီဆိုလို့ရှိရင်ခုနပြောတဲ့ကိလေသာတွေကိုခြေဖြတ်ပြစ်နိုင်တယ်သူကဖယ်ရှားပြစ်လို့ရတယ်ဘယ်လောက်ထိအစွမ်းထက်တုံးဆိုလို့ရှိရင်ခုခေတ်ပြောတဲ့လေးစားဆိုတာအလုံးသိကြတယ်နော်အဲ့ဒီလေးစားနဲ့ပြစ်လိုက်လို့ရှိရင်အရာတစ်ခုကလောင်သွားတာအဲ့ဒီလောင်သွားတယ်လို့ကိလေမက်တွေမက်ဆိုတဲ့အစွမ်းထက်တဲ့အရာနဲ့ဖြစ်လိုက်လို့ရှိရင်ကိလေသာတွေနောက်ထပ်မပေါ်အောင်ခြေဖြတ်ပြစ်လို့ရတယ်တဲ့မက်40နဲ့ခြေဖြတ်ပြစ်ဒါဖြင့်မက်40ရအောင်ဘာလို့ရမလို့ဆိုရင်မှန်မှန်ကန်ကန်သိအောင်ကြိုးစားမှန်မှန်ကန်ကန်သိအောင်ကြိုးစားတယ်ဆိုတာဝိပဿနာကျင့်စဉ်တစ်ခုကျင့်ဝိပဿနာကျင့်တော့မယ်ဆိုရင်ဘာလို့ရမလဲသီလအရင်ပြည့်စုံအောင်လုပ်ရသီလပြည့်စုံပြီးတဲ့အခါမှာဝိပဿနာကျင့်စဉ်ကိုကျင့်တာမှန်မှန်ကန်ကန်တမ္မာဒိဋ္ဌိဆိုတဲ့မှန်မှန်ကန်ကန်မြင်ရမယ်ယုံနဲ့နံ2မျိုးပဲရှိတယ်ထိုမှန်မှန်ကန်ကန်မြင်အောင်မှန်ကန်တဲ့အတွေ့ကိုတွေးတတ်ရမယ်အဲ့ဒီလိုဖြစ်လာအောင်ဘာတွေနဲ့ကြိုးစားရမလို့ဆိုတမ္မာဝါယာမတမ္မာတတိတမ္မာသမာဓိဆိုတဲ့အကူအညီတွေနဲ့လုပ်ရမယ်ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်လိုက်ပြီဆိုလို့ရှိရင်နောက်ဆုံးဝိပဿနာဉာဏ်ရင့်တန်သွားတဲ့အခါကျတော့အစွမ်းထက်တဲ့မက်အဆင့်ကိုရောက်သွားတယ်အဲ့ဒီအစွမ်းထက်တဲ့မက်ဒီမိမိရဲ့တဏ္ဍာမှာဖြစ်တဲ့ကိလေသာတွေကိုတစ်ဆင့်ပြီးတစ်ဆင့်ပယ်သွားတာနောက်ဆုံးအရတ္တမက်ဆိုတဲ့အဆင့်ရောက်သွားပြီဆိုရင်ကိလေသာမှန်သမျှကုန်သွားပြီအဲ့ဒီကိလေသာတွေကုန်သွားပြီဆိုတဲ့အချိန်ကျတော့ကံတရားလည်းပဲအကျိုးပေးလို့မရတော့ဘူးတဲ့ကံလည်းကုန်သွားတယ်လို့ဒီလိုပြောတာအဲ့ဒါဟာအခုပြောတဲ့ဒီမဂ္ဂင်၈ပါးအကျင့်တရားဟာဖြူလည်းမဖြူဘူးမဲလည်းမမဲဘူးဖြူတဲ့ဘဝကိုလည်းမရောက်စေဘူးမဲတဲ့ဘဝကိုလည်းမရောက်စေဘူးအဖြူအမဲဖြူသည်လေးမဟုတ်မဲသည်လေးမဟုတ်ဖြူတဲ့အကျိုးလည်းမဟုတ်မဲတဲ့အကျိုးလည်းမဟုတ်ဘဲနဲ့ကံတရားတွေကိုကုန်သွားစေတတ်တဲ့ကံတစ်မျိုးပဲတဲ့အဲ့ဒါကိုပြောတာကံကိုဖယ်ရှားကံတရားဆိုတာဘုန်းကြီးတို့တွေနောက်ဆုံးလုပ်ရမယ့်ကံတရားသည်မဂ္ဂင်၈ပါးလို့ဆိုတဲ့မဲ့ညာနဲ့ရှင်းလာတဲ့မဂ္ဂင်၈ပါးကံတရားပဲဖြစ်ပါတယ်အဲ့ဒီမဂ္ဂင်၈ပါးကံတရားကိုမရမချင်းအခြားအဖြူအမဲဆိုတဲ့ကံတရားတွေဟာအကျိုးပေးနေဥမှာပဲအမဲအကျိုးပေးတဲ့အခိုက်မှာဆိုရင်ဒုက္ခရောက်ကြမယ်အဖြူအကျိုးပေးတဲ့အရိုက်မှာချမ်းသာကြမယ်အဖြူမဲရိုးပေးလို့ရှိရင်ချမ်းသာတယ်လဲဆင်းရဲတစ်ခါကြုံပြီးတော့တန်တရားတဲ့ဒီလိုလဲနေကြအောင်ပါပဲဖြူလည်းမဖြူမဲလည်းမမဲအဖြူလည်းမဟုတ်အမဲလည်းမဟုတ်မဂ္ဂင်၈ပါးဆိုတဲ့အကျင့်တရားကိုကျင့်ကြံကြိုးကုပ်အားထုတ်နိုင်မှသာလျှင်ကံတရားတွေဟာအကုန်ဆုံးသွားနိုင်တယ်လို့ဆိုတာကိုယ်စီကိုယ်ငှသဘောပေါက်ပြီးတော့ကံတရားတွေရဲ့ကုံရကုံကြောင့်ဖြစ်တဲ့မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း